မင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်းတင်ဘာသာပြန်တဲ့ပါရိချာဆုံးခန်းစာအုပ်အခန်း24ကိုတင်ဆက်ပေးလိုက်ပါတယ်ဘိလတ်ကိုမြင်သည့်အခါတွင်မွန်းနဲ့စိတ်ထဲမှရုပ်ပုံကားချက်များကိုမြင်ရောက်လာသည်ဆွစ်ဇာလန်ပြည်ဘေဆယ်တွင်ကျင်းပသည့်ဆိုရှယ်လစ်များ၏နိုင်ငံတကာကွန်ဂရက်ဖျားရှိခိုးကျောင်းထဲတွင်ပြောသည့်ဆိုရှယ်လစ်ခေါင်းဆောင်ဗေဘယ်၏မိန့်ခွန်းမင်္ဂလေးတွင်နှင့်ကားလျှောက်စီးကြပုံကွန်ဂရက်တွင်သစ္စာဆိုကြပုံကွန်ဂရက်တွင်ကွဲကြသဖြင့်မျက်ရည်ကျကြပုံစစ်ပြီးသည့်နောက်ဗန်းမျိုးတွင်ဗီလာနှင့်နောက်တစ်ကြိမ်တွေ့ခဲ့ကြသေးသည်သူတို့နှစ်ယောက်သည်ကွဲပြဲသွားသောဒုတိယအင်တာနေရှင်နယ်အဖွဲ့ချုပ်ကိုပကံခွဲတစ်ခုကိုပြန်ဆက်သလိုဆက်ဆက်ရန်ကြိုးစားခဲ့ကြသည်စစ်နှင့်ပတ်သက်သည့်ပြဿနာစစ်ရော်ကြီးကိစ္စကိုလိုနီနိုင်ငံများပြဿနာစသည်တို့နှင့်ပတ်သက်၍ညှင်းခုန်ခဲ့ကြသည်16နှစ်ကျော်သွားပြီထိုစဉ်ကဗီလာကစပင်နဲ့အတန်လွင်ယခုတော့ဗီလာသည်အိုရှာပြီသူလဲထို့အတူမောနက်ကိုမြင်သည့်အခါတွင်ဗီလာကလည်းရှေးဖြစ်ဟောင်းကိုအမှတ်ရသည်ရဲဘော်ဟောင်းကြီးနှစ်ယောက်သည်မှောင်ပြအမေရိကန်ဘဝထဲမှနေ၍နုပြိုစင်ကအရေးများကိုလှမ်းကြည့်မိကြသည်ဆိုရှယ်လစ်ခေါင်းဆောင်ပလက်နော့ဂျော်ရီအင်္ဂလိစီယာစသည့်ခေါင်းဆောင်ဟောင်းကြီးများလည်းမရှိကြတော့အရွယ်တစ်ခုကိုရောက်လာတဲ့အခါကြရင်တော့ကိုသွားမဲ့လမ်းမှန်သမျှဟာတင်းချိုင်းကိုဥတီနေတာကြီးပဲဗျဘယ်ကိုပဲကြည့်ကြည့်တင်းချိုင်းပုံတွေပဲဗီလာကပြောသည်တင်းချိုင်းပုံဆိုသည့်စကားကြောင့်ဗီလာသည်တတိပြန်ဝင်လာ၏မွန်းနဲ့လာသည့်ကိစ္စကိုယခုမှတတိရတော့သည်မွန်းနဲ့နှင့်တွေ့ရန်ကြိုးစားခဲ့သည်မှာတမနဲ့လုံးမွန်းနဲ့ကိုအစိုးရကိုယ်စားလှယ်သို့မဟုတ်ပါတီကိုယ်စားလှယ်အဖြစ်တွေ့ဆုံ၍မဖြစ်မွန်းနဲ့သည်ဆိုရှယ်လစ်အဖွဲ့ချုပ်တွင်သူနှင့်လှုပ်ဖော်ကင်ဘက်ဟောင်းရဲဘော်ဟောင်းသူရဲဘော်ဟောင်း၏ဆုံးရှုံးမှုကိုသူကိုချင်းမစာပဲမနေနိုင်တားတော်မောင်ရဲ့သတင်းကိုကြားတယ်ဗီလာကပြောသည်မွန်းနဲ့ကမျက်နာကိုတခြားသို့လွှဲလိုက်၏မွန်းနဲ့သည်သူ့စိတ်သောကကိုဘယ်သူမှမသိစေခြင်းအိမ်မပျော်သည့်ညများတွင်သူချစ်မြတ်နိုးရသောသူသား၏မျက်နာပြုံးကိုမြင်ရောက်နေသည်ထိုနေ့ကမွန်းတဲ့ချိန်နယံတို့ကဖြူဖြူဖုံတို့ကဖြူဖြူအပူချိန်ကြောင့်လူတွေနွမ်းနေကြသည်ဖရန်ကို၏ဖက်စစ်တပ်သားများသည်မြေတိုက်ကလေးတစ်ခုတည်းတွင်ပုန်းနေသည့်သူ့သားကိုတွေ့သွားကာအပြင်ထုတ်၍တပ်ပစ်လိုက်ကြသည်ဗီလာသည်သူ့အရေးကုံကိုခွာကာသူ့ကိုယ်တည်းသို့ကြည်နေသည်ဟုမွန်းနဲ့ထင်မိသည်သူစကားကြောင့်မွန်းနဲ့သည်သားကိုပို၍အမှတ်ရလာ၏ဘာမှပြန်မပြောမိဗီလာကစ၍ပြောသည်ဘယ်လိုခံစားရတယ်ဆိုတာကျွန်တော်ကိုချင်းစာပါတယ်မွန်းနဲ့ကျွန်တော်မှလည်းလွန်ခဲ့တဲ့3နှစ်လောက်ကမိန်းမဆုံးခဲ့တယ်ကိုချစ်တဲ့လူတွေကအရင်သေးပြီးကိုကမသေးပဲရှင်ကြံရစ်ခဲ့ရတဲ့အဖြစ်ဟာတော်တော်ကြောက်စရာကောင်းတာပဲတကယ်ပဲတခါတလေကြတော့ဘာဖြစ်လို့များမသေးနိုင်သေးပါလဲဆိုပြီးတွေးမိသေးတယ်မွန်းနဲ့ဒီသူပြောသည့်စကားလုံးများကိုကောင်းကောင်းနားမလဲသူ့စကားတွေကိုနောက်ထပ်မကြားကျင်တော့ရုတ်တရက်ထကအခန်းစွန်သို့ရှောက်သွားပြီးအစည်းအဝေးတွင်စကားပြောသလိုခက်ကြဲကြဲပြောလိုက်သည်ကျွန်တော်လေရင်မြန်တွေကိစ္စအတွက်လာတာပဲကျွန်တော်တို့အခြေအနေကိုခမားလဲသိမှာပေါ့ခမားတို့မကူရင်တော့ဖက်စစ်တွေကကျွန်တော်တို့ကိုအပြတ်ချတော့မှာပဲစပိန်မှာပြည်သူတပ်ဦးကျသွားရင်ဆိုရှယ်လစ်ဝါဒလည်းကျဆုံးမှာပဲခမားတို့ဟာကျွန်တော်တို့ကိုတော့တစ္ဆာဖောက်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံတယ်ခုခမားကိုကျွန်တော်စကားပြောနေတာဟာဆိုရှယ်လစ်တယောက်ကတခြားဆိုရှယ်လစ်တယောက်ကိုပြောတဲ့အနေနဲ့ပြောနေတာပါကျွန်တော်တို့မှာဟိုတုန်းကရဲဘော်စိတ်မျိုးလဲရှိသေးတယ်ထင်လို့ကျွန်တော်လာခဲ့တာပဲဟုတ်တယ်ကျွန်တော်သားဟာဖက်စစ်တွေတတ်တာကိုခံခဲ့ရတယ်ဒီအကြောင်းကိုကျွန်တော်အကျယ်မပြောချင်ဘူးဒါပေမဲ့ဖက်စစ်တွေဟာကျွန်တော်သားကိုတွင်တတ်တာမဟုတ်ဘူးဗျနေ့စဉ်နဲ့အမျှလူတွေကိုတတ်နေကြတယ်ဒီနေ့ဆိုရင်ကော်ဒိုဘာမှာလူတပ်ပွဲတွေလုပ်နေတယ်လို့ကျွန်တော်ကြားခဲ့ရတယ်
က်စစ်ဆိုတဲ့ကောင်တွေဟာလူလိမ်တွေလူသက်သမားတွေတယူသံတွေတောင်ပေါ်သားအရိုင်းအဆိုင်တွေကိုမြှောက်ပေးပြီးလူတွေကိုတတ်နေတယ်ရွာတွေကိုမီးရှို့နေတယ်ဒါတွေကိုစဉ်းစားပါရဲဘော်ဘီလာစိတ်ဓာတ်အရတော့ကျွန်တော်တို့ဟာခမားတို့နဲ့အတူတူရှိပါတယ်ဘီလကပြော၏ကျွန်တော်အနေနဲ့ပြောရရင်စပိန်မှာဖက်စစ်တွေကတပုံထပြီးဆိုကြတဲ့ကကျွန်တော်ကောင်းကောင်းတော့အိတ်မပြောပါဘူးခမားခံစားချက်တွေကိုလည်းကျွန်တော်ကိုယ်တိုင်လိုထပ်တူထပ်မျှခံစားမိပါတယ်ကိုချင်းလဲစားပါတယ်ဒါပေမဲ့ကျွန်တော်တို့အခက်အခဲကိုလည်းခမားတည်တာပဲကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ကျွန်တော်တို့မှာတာဝန်ရှိနေတယ်ဒါကိုခမားထက်စဉ်းစားပါအောင်ကျွန်တော်တို့အနေနဲ့ငြိမ်းချမ်းရေးလိုချင်တယ်ခုခမားတို့ကိုအကူအညီပေးလိုက်လို့တစ်ဖက်ကကျွန်တော်တို့ကိုရန်ရှာလာရင်ဘယ်နဲ့လုပ်မလဲတာမန်ပြင်သစ်လူထုဟာတခြားနိုင်ငံတနိုင်ငံကအစိုးရတစ်ခုတည်မြဲဖို့အတွက်ဘယ်နဲ့လုပ်ပြီးစွန့်နိုင်ပါမလဲခမားတို့လူထုကိုကျွန်တော်တို့မလိုချင်ပါဘူးမွန်းနက်ကပြောသည်ကျွန်တော်တို့လိုချင်တာကလေရင်မြန်ပါအရင်ကရှိခဲ့တဲ့သဘောတူညီချက်တွေအရခမားတို့အနေနဲ့ကျွန်တော်တို့ကိုစစ်ပစ္စည်းတွေရောင်းနိုင်သားပဲတခြားတနိုင်ငံနဲ့ဆိုရင်ရောင်းဖို့ကျွန်တော်တို့ဒီလောက်ဝင်မလေးပါဘူးခုဟာကပြည်ရင်းစစ်ဆိုတော့ကဲဒါဖြင့်ကျွန်တော်မေးမယ်ဗျာတရားဝင်အစိုးရနဲ့တပုံဖြစ်ကြတဲ့ကိစ္စမှာခမားတို့ကတရားဝင်အစိုးရတစ်ခုကိုမထောက်ခံနိုင်ဘူးဆိုပါတော့ဒီလိုတော့လည်းမဟုတ်ပါဘူးလေခမားတည်သားပဲနိုင်ငံတကာအခြေအနေကတိတ်ရှုပ်ထွေးနေတယ်ဖရန်ကိုရဲ့နောက်မှာဟစ်တလာနဲ့မူဆိုလိုနီကထောက်ခံနေတယ်ခမားတို့ကိုလေယာဉ်မြန်တွေပေးလိုက်ရင်ကဘာစစ်ကြီးအထိဖြစ်လာနိုင်တယ်ဒါဖြင့်ကျွန်တော်တို့အပေါ်မှာတစ္ဆာဖောက်တော့မယ်ပေါ့ဒီလိုလဲမပြောပါနဲ့လေခမားတို့သမရနိုင်ငံဘက်ကနိုင်စီခြင်းနဲ့ဆိုတာခမားလဲတည်သားပဲဒါပေမဲ့ကျွန်တော်တို့မှာခြေတွေလက်တွေအတုံနှောင်ခမ်းနေရတယ်အစိုးရအနေနဲ့ကတော့လေယာဉ်မြန်တွေရောင်းလို့မဖြစ်ဘူးပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်တွေစီကိုချင်းကပ်ကြည့်ပါသူတို့ကရောင်းရင်ကျွန်တော်တို့ကတတ်နိုင်သလောက်လုပ်ပေးမယ်တော်တော်တန်တန်စွန့်လုပ်သင့်ရင်လဲလုပ်မယ်ဗျာအရေးကြီးတာကကျွန်တော်တို့အနေနဲ့လူသိရှင်ကြားမပါခြင်းဘူးကျွန်တော်တို့ကခမားတို့ကိုဘာအကူအညီမှမပေးဘူးလို့တရားဝင်ကြေညာထားမယ်ခမားတို့ဘာသာခမားတို့စက်မှုလုပ်ငန်းရှင်တွေစီကဝယ်သွားကြပါကျွန်တော်တို့အစိုးရအနေနဲ့မျက်စိမှိတ်ပြီးမမြင်ញင်အောင်ဆောင်နေမယ်ခမားမသိတာလားမသိကျင်အောင်ဆောင်နေတာလားတော့မပြောတတ်ဘူးကျွန်တော်ဒီရောက်တာတပတ်ရှိပြီဘာရတယ်လဲA68လေရင်7စီးပဲရခဲ့တယ်ဒါတော့ခက်ခဲခဲရလာခဲ့တာပီယာဆိုတဲ့ကျွန်တော်တို့ရဲဘော်တယောက်နဲ့ဆက်မိလို့ဘာအင်ဂျင်နီယာရဲဘော်လေးလားအော်လက်ဆက်တတ်တော့သူ့အဆက်နဲ့ကိုပီယာဟာကျွန်တော်တို့ရဲဘော်ပဲဗျဒါနဲ့တော့ခမည်းကျွန်တော်တို့ကိုပြောလိုက်တာရစရာမရှိဘူး A68 ဘုံကျဲလေရင်ဆိုတာအကောင်းစားတွေပဲနောက်ထပ်ဘာလိုချင်သေးလို့လဲကျွန်တော်တို့ကနောက်ထပ်လိုချင်သေးတယ်ဘလောက်ဈေးပေးမရဘူးဖြစ်နေတယ်ဒါကတော့ကျွန်တော်တို့လည်းဘယ်တတ်နိုင်မှာလဲသူတို့ရောင်းမှဖြစ်မဲ့ကိစ္စပဲခမားတို့တက်ကလေရင်တွေကမပေးနိုင်ဘူးလားဟာမဖြစ်နိုင်တာဗျာခမားတို့ပေးလိုက်ရင်ကျွန်တော်တို့လေတတ်မှာဘာကြံတော့မှာလဲဒါကတော့လုံးဝမဖြစ်နိုင်ဘူးရဲဘော်ကျွန်တော်တို့ကပေးလိုက်ပါပြီတဲ့ရေဒီကယ်အမတ်တွေကဘာပြောမလဲလေမြန်လေးတဒါစင်လောက်ကိစ္စနဲ့အစိုးရအဖွဲ့တစ်ခုလုံးပြုတ်ကျသွားမှာဗျကျွန်တော်တို့ပြုတ်ကျရင်ခမားတို့အတွက်လည်းအခြေအနေပိုဆိုးသွားမှာပေါ့ဒီတော့ကျွန်တော်ထပ်ပြောမယ်ခမားတို့ဘာသာပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့အယောင်းဝယ်လောက်တာကိုကျွန်တော်တို့မမြင်ញင်အောင်ဆောင်နေမယ်စစ်ပြေးဒုက္ခသည်တွေကယ်ဆယ်ရေးကိုကျွန်တော်တို့လုပ်ပေးမယ်သူနာပြုတက်တွေပို့ပေးမယ်ကလေးတွေအတွက်ပေါင်မုတ်တို့နှုတ်မှုန့်တို့ပို့ပေးမယ်ဒါပေမဲ့စစ်ပစ္စည်းကတော့မဖြစ်ဘူးဆိုသည့်စကလုံးကိုကျိန်ဖန်များစွာအော်ပြီးနောက်ဗီလာငြိမ်ကျသွားသည်လက်ကင်ဘွားဖြင့်နဖူးကိုတုပ်လိုက်ပြီးခေါင်းလောင်းကိုနှိပ်လိုက်၏ဘာတောက်မလဲလက်ဖက်ရည်လားလိမ္မော်ရည်လားမွန်းနက်ကမတ်တက်ရက်၏ဒီလောက်ဆိုရင်မေဒီနာကိုသိမ်းပြီးလောက်ပြီဗျခုဆိုရင်ဖက်စစ်တွေဟာမိုလာရဲ့တက်တွေနဲ့ပေါင်းမိသွားကြပြီကယ်တင်ရေးကိစ္စတွေသူနာပြုတက်ကိစ္စတွေပြောရအောင်ကျွန်တော်ကတန်တမန်မဟုတ်ဘူး
နိုးမုံကိစ္စပြောရအောင်လဲကျွန်တော်ကခလေးလေးတယောက်မဟုတ်တော့ဘူး64နှစ်ရှိပြီကဲရဲဘော်ဘီလာကျွန်တော်သွားမယ်ခမားကိုကျွန်တော်အကုန်ပြောပြီးပြီကျွန်တော်ကိုဒီကိုလွတ်လိုက်တာဟာသူနာတင်ကားတွေနိုးမုံတွေလက်ခံဖို့လွတ်လိုက်တာမဟုတ်ဘူးလေမြန်တွေဝယ်ဖို့လွတ်တာမွန်းနဲ့ပြန်သွားသည်ဗီလာဤအောက်နှုတ်ခမ်းသည်ဒေါသကြောင့်တုန်လျက်ရှိ၏မွန်းနဲ့နှင့်ဆွေးနွေးရသည်မှာသူမျော်လင့်ထားသည်ထက်ခက်သည်စပိန်တို့၏အရေးတော်ပုံသည်ရှုံးနေပြီဤဒီကိုကလေးတယောက်ပင်နားလည်နိုင်သည်လေမြန်20နောက်ထပ်ပေးသည့်တိုင်စပိန်အရေးတော်ကိုကယ်၍ရပွယ်မမြင်ပြင်သစ်ပြည်ကပြည်သူတပ်ဦးကိုသာကယ်တင်ရတော်မူခြေလန်းတစ်ချက်မားလျင်ပြိုလဲသွားနိုင်သည်ပြည်သူတပ်ဦးသာပြုတ်ကျသွားလျင်ပြင်သစ်ပြည်တွင်လဲဖရန်ကို၏နောက်လိုက်တွေပေါ်လာနိုင်သည်ဤခါတွင်ပြင်သစ်ပြည်ကိုမြည်သူကယ်တင်မည်နီလမ်းမျိုးကအလုသမား300ကကယ်တင်မည်ထင်သလောဝေးစွာဤအလုသမားများသည်ပြည်သူတပ်ဦးအစိုးရကိုကြောက်ကဘာတဲသို့တွန်းပို့နေကြသည်မဟုတ်လောကွန်မြူနစ်တွေလည်းဘာမှမကယ်နိုင်မိမိတို့ဆိုရှယ်လစ်ပါတီဝင်များကသာလျှင်ပြင်သစ်ပြည်ကြီးကိုကယ်တင်နိုင်လိမ့်မည်မွန်းနဲ့သည်ဤသဘောမျှလောက်ကိုမူနားလေဖို့ကောင်းသည်သူတွင်သားတယောက်ဆုံးခဲ့သည်ကိုချင်းစာနိုင်ပါသည်တို့ရတွင်မတတ်နိုင်အခြားသူများတွင်လည်းသူ့လိုဆုံးခဲ့ကြရသည်မဟုတ်လောလေမြန်တွေမယောင်းလိုက်သည့်အတွက်သူ့ကိုပြည်သူများကချိန်ဆနေကြတော့မည်လောဤသို့မူချိန်ဆခြင်းမပြုတန်ရာမူရရောင်းနှင့်သည်မှန်ပါ၏တို့ရတွင်မူတခြားတိုင်းပြည်ကိုအုပ်ချုပ်ရသည့်ကိစ္စကတခြားတပြိုင်နက်တည်းတွင်တိုင်းပြည်အာဏာကိုလည်းရခြင်းသည်မူကိုလည်းတပြားဘိုးမှမစွန့်ညင်ဆိုလျင်မဖြစ်သူနေရာနှင့်သူထားမှတို့မထားဘဲမူကြီးကိုအသေးကင်ပြီးအာဏာကိုလည်းယူထားခြင်းသည်ဆိုလျင်နွန်ထဲတွင်နစ်မီမုတ်ချအဘဲကြောင့်များဝင်ကြီးတာဝန်ကိုယူခဲ့မိသည်နီတာမန်အယက်သားတယောက်လိုမဲပေးယုံစီတန်းလှဲ့လေပွဲတွင်လိုက်ယုံဝေလေလေအော်ယုံပန်းယုံအောက်တွင်ထိုင်ပြီးငှက်တို့ဤတေးတီတန်ကိုနားထောင်နေရယုံဆိုလျင်မြည်မြစိန်ကြမည်နီတို့ရတွင်သူမဟုတ်လင်လဲတိုင်းပြည်ကိုတူးဦးကတော့အုပ်ချုပ်ရလိမ့်မည်ဆက်ဆုပ်เสียကောင်းသည့်အလုတ်များတဲ့တွင်တိုင်းပြည်အုပ်ချုပ်မင်းလို့ရသည့်အလုတ်အပြင်အခြားအလုတ်တွေလည်းရှိသေးသည်မဟုတ်လောမိလာသိန်းသူတာဒသမားနှင့်အကျဉ်းတော်ဝါဒတို့၏အလုတ်များသည်လည်းဆက်ဆုပ်เสียကောင်းကြသည်ကြီးဗီလာသည်သူကိုယ်သူတနာသည်သူဖြစ်ကိုယ်သူတွေး၍ဝမ်းနေသည်တောကဖိစီးမှုကြောင့်ခါကိုကုန်း၍ထိုင်နေစဉ်သူ့အတွင်းဝင်ရောက်လာသည်တက်ဆစီကဖုံးလာပါတယ်ဝင်ကြီးနဲ့စကားပြောကျင်ပါတယ်တဲ့အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးဝင်ကြီးနဲ့စကားပြောကျင်တယ်လို့ပြောနေပါတယ်တက်ဆကယခုတွေးခွင့်ရရန်တောင်းနေသည်ဗီလာဘာမှမတတ်နိုင်တွေးခွင့်ပြုလိုက်ရ၏တက်ဆကဗီလာကိုဖက်လဲတကင်းပွေးဖက်နှုတ်ဆက်ပြီးနောက်စ၍ပြော၏စပိန်မှာတော့စူကုန်ပြီဗျကျွန်တော်တို့အရန်ဝင်လို့မဖြစ်ဘူးနပိုလီယန်ဒုက္ခရောက်ခဲ့တာစပိန်ကြောင့်80ခုနှစ်တဝိုက်လောက်တုန်းကလည်းစပိန်ကြောင့်ကျွန်တော်တို့ဒုက္ခရောက်ခဲ့ရပြီစပိန်ထီးနန်းဆက်ခံရေးစစ်တုန်းကလည်းဒါကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲဗျဒါလောက်ပြောတာတော့သဘောမပေါက်သေးပဲကိုဝင်ကြီးရအနီးတွေကိုသာလေမြန်တွေရောင်းလိုက်ရင်စစ်ကတော့မုတ်ချဖြစ်တော့မှာပဲဗျဟစ်တလာကခံမယ်ထင်သလားမွတ်ဆိုလိုနီကတော့မပြောနဲ့တော့နေပါဦးဘာဖြစ်လို့စပိန်သမ္မတနိုင်ငံရဲ့ခေါင်းဆောင်အာဇညာကိုအနီလို့ခေါ်ရတာလဲသူကဘယ်နေရာမှာခမားတို့ကျွန်တော်တို့ထက်ပိုပြီးများနီးနေလို့လဲအာဇညာကအရေးမကြီးပါဘူးတက်ဆာကပြောသည်အရေးကြီးတာကအလုတ်သမားတွေဗျလက်နဲ့ကင်တာကအာဇညာမဟုတ်ဘူးအလုတ်သမားတွေကကင်မှာအလုတ်သမားတွေကိုအနီတွေလို့မခေါ်ရင်ဘာလို့ခေါ်ရအောင်ပါလဲဥရောပတတိုက်လုံးကသူတို့ကိုအနီလို့ခေါ်နေကြပြီပဲကျွန်တော်ထပ်ပြောမယ်ဝင်ကြီးစပိန်ဟာစစ်စော်နန်းနေတယ်ဒါဖြင့်ခမားပြောတဲ့အတိုင်းဆိုရင်ကျွန်တော်တို့ဟာတရားဝင်အစိုးရတစ်ခုနဲ့တောင်ကုန်သွယ်မှုဆက်ဆံရေးတွေမရှိရတော့ဘူးပေါ့
စောစောလုံးကမွန်းနဲ့နှင့်ပြောခဲ့စဉ်ကဤစကားများကိုမွန်းနဲ့ပြောခဲ့သည်ယခုတက်ဆနှင့်တွေ့သည့်အခါတွင်မွန်းနဲ့ဤစကားများကိုသူလိုက်ပြောနေရပြီတို့တိုင်အောင်ဘီလထိုအချက်ကိုတတိမပြုမိဒါကတော့ဗျာရှာကြံပြောရင်ရတာကြီးပဲပေါ့ကို့တူးချင်းနိုင်ငံရေးအရာသူတို့ဘက်ကိုတိမ်ညွတ်ယုံနဲ့ပြည်သူတရက်လုံးကိုလူသက်ပွဲတဲ့ဆွဲထဲ့တာတော့ဘယ်ကောင်းမလဲဒီလိုလုပ်ရင်တော့တော်တဲ့အစိုးရလို့ပြောရမှာပဲဒီမှာဗျကျွန်တော်တို့လုပ်ရမှာကဟစ်တလာနဲ့မိုဆိုလိုနီကိုခွဲပြရမယ်ခုဝင်ကြီးတို့လုပ်နေတာကသူတို့နှစ်ယောက်ကိုပေါင်းသွားအောင်လုပ်နေတာနဲ့တူးနေတယ်စပိန်မှာသူတို့နှစ်ယောက်လက်တွဲနေကြပြီဗျဘလို့လုပ်ပြီးခွဲလို့ရမလဲလွယ်လေးပါကျွန်တော်တို့ကစပိန်မှာဘာဖြစ်နေတယ်ဆိုတာကိုမမြင်ရင်အောင်ဆောင်းနေလိုက်ရုံပေါ့ကျွန်တော်တို့အစိုးရအနေနဲ့မိုဆိုလိုနီနဲ့စစ်ဆက်ဆွေးနွေးမယ်ကျွန်တော်တို့ဟာလက်တင်မျိုးကဆင်းသက်လာတဲ့လူမျိုးတွေပါဗျာဒါကိုမိုဆိုလိုနီလည်းသိမှာပေါ့ဒီချိန်မှာကျွန်တော်တို့တိုင်းပြည်အဖို့ပြူသန်ပါတီခေါင်းဆောင်တွေမလိုဘူးတန်တမန်တွေလိုနေတယ်ကျွန်တော်တို့ဟာစပိန်ပြဿနာကိုတတိထားပြီးကင်တွယ်ရမယ်ခုဆိုရင်စပိန်ဘုရင်ရဲ့အနွယ်တော်တွေဟာလန်ဒန်မှာရောက်နေကြတယ်အင်္ဂလိပ်ဘုရင်မျိုးရိုးကိုပြန်ပြီးတင်ကျင်နေတယ်သူတို့ဘယ်သူတင်မလဲအဖုန်ဆိုကိုတင်မလားဒါမှမဟုတ်ဖရန်ကိုတင်မလားဒါတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ဘာပြောစပိန်ပြည်သူတွေကခမားတို့မိတ်ဆွေတမရဂိုင်းသားတွေအစားဖရန်ကိုတင်ကျင်နေတယ်ရေရှည်ကြရင်စပိန်ဘက်ကကျွန်တော်တို့တူးတည်းရှိမှာနော်တေးသေးချာချာစဉ်းစားပါဝင်ကြီးလဲတည်သားပဲလွတ်တော်ထဲမှာကျွန်တော်ဟာပြည်သူတပ်ဦးကိုကာကွယ်ခဲ့ဒါတော့ကျွန်တော်မသိဘူးဗျခမားမိတ်ကွန်းကတော့တပိတ်တွေကိုဝင်ကြီးအဖွဲ့ကိုကျွန်တော်ကယ်ခဲ့တာပါဟုတ်တယ်အစိုးရအဖွဲ့ရဲ့ policy ကိုလွတ်တော်ထဲမှာကျွန်တော်ဝေဖန်ခဲ့တယ်ဒီလောက်တော့လဲဝေဖန်အောင်မှာပေါ့ဒါမှမဟုတ်ရင်ကျွန်တော်အဖို့လွတ်တော်ထဲမှာဘာလုပ်တော့မလဲဒါပေမဲ့အတိုက်အခံဂိုင်းကအစိုးရကိုအယုံကြည်မရှိတင်ပြီးဖြုတ်ချဖို့အားလုံးပြင်ဆင်နေပြီဒီကြားထဲကအစိုးရပေါ်အယုံကြည်မရှိအဆိုကိုကျွန်တော်တင်ခဲ့တယ် radical တွေကဒီတုန်းကဘာတွေလုပ်ခဲ့ကြတယ်လဲအစိုးရထွက်ပေးလို့អော်ခဲ့ကြတယ်တပည့်ကိစ္စပြီးသွားပါပြီဒါပေမဲ့ခုအခြေအနေကပိုပြီးအန္တရာယ်ကြီးတယ်ဗျ radical အမတ်မာဘီကခုអော်နေပြီတိတ်လှုပ်ရှားနေပြီသူ့နောက်မှာစပိန်မင်းဆွေမင်းမျိုးတွေကထောက်ခံနေကြတယ်တကယ်ပြောတာပါဝင်ကြီးကျွန်တော်တယောက်တည်းအနေနဲ့ပြောရရင်အာဇညာကိုဖရန်ကိုထက်သဘောကျပါတယ်ကျွန်တော်ဟာသမ္မတနိုင်ငံကိုလိုလားတဲ့ဘက်တော်သားတယောက်ပါဒီမိုကရက်တယောက်ပါဒါပေမဲ့ကျွန်တော်တို့ကိုဘသူကများဂယုစိုက်လို့လဲဝင်ကြီးကိုရောဘသူကဂယုစိုက်လို့လဲသူတို့ကကျွန်တော်တို့ကိုအေးအေးဆေးဆေးနေစေခြင်းနဲ့စပိန်ကိစ္စမှာဝင်မဆွတ်စေခြင်းဘူးဒါပေမဲ့တစ်ဖက်ကဝင်ပြီးဆွတ်နေတယ်ဗျသူများဆွတ်တိုင်းကိုကပါလိုက်ဆွတ်နေလို့မဖြစ်ဘူးလေအီတလီနဲ့ဂျာမနီကတော့ရမ်းနေပြီဗျသူတို့ရမ်းတိုင်းလိုက်ရမ်းနေလို့ဖြစ်မလားကျွန်တော်တို့ဖို့စစ်ကိုမလိုလားရင်လှုပ်เสียတစ်ခုပဲရှိတယ်ဒါကတော့အသားကလေးထိုင်ကြည့်နေုံပဲကျွန်တော်တို့ကစပိန်ကိုလေယာဉ်မြန်100ပေးလဲမထူးပါဘူးကျွန်တော်တို့က100ပေးရင်သူတို့ကဖရန်ကိုအစီး900ပေးမှာပဲမီးနဲ့ကစားရတာဟာမိုက်မဲရာရောက်တယ်ခမပုဂ္ဂလိကလုပ်ငန်းရှင်တွေကသူတို့ဘာသာစပိန်ကိုလေယာဉ်မြန်တွေရောင်းရင်ကျွန်တော်တို့ဘာတတ်နိုင်ပါလဲအဲ့ဒါလဲမိုးကြိုးပြစ်ထမ်းလက်ကာရာနဲ့အတူတူပဲခမဒီမှာဝင်ကြီးကျွန်တော်တို့တွေပါလီမန်လွှတ်တော်မှာအခြေတင်ပြောနေကြတာမဟုတ်ဘူးတတိထားပါကျွန်တော်တို့လုံးမဲ့အလုပ်ဟာရမ်းစော်နန်းနေတယ်တွေးညီနဲ့နန်းနေတယ်ကျွန်တော်အလေးနဲ့ပြောနေတာပါတကယ်ပါသူတို့ကတော့ရက်မှာမဟုတ်ဘူးဘာကြီးပဲဖြစ်လုံမှာပဲမရဲပဲနဲ့ကျွဲပြဲစီးရင်ဒုက္ခရောက်မယ်နော်တတိထားပါခုကျွန်တော်တို့လေရင်တစည်းလောက်ကိုပဲပေးစစ်ကတော့ဖြစ်မှာပဲဝင်ကြီးဟာစစ်ကိုမုန်းတယ်ဆိုတာကျွန်တော်သိပါတယ်ဒါကြောင့်ဝင်ကြီးကိုကျွန်တော်လာတွေ့တာပါဒါဟာကျွန်တော်အသေးနှလုံးကထွက်လာတဲ့စကားပါပြင်သစ်မိခင်တွေရဲ့အသေးနှလုံးကထွက်လာတဲ့စကားပါပြင်သစ်ပြည်ကြီးရဲ့အသေးနှလုံးကထွက်လာတဲ့စကားပါအေးလေကျွန်တော်ကတော့အတတ်နိုင်ဆုံးငြိမ်းချမ်းရေးကိုထိမ့်သိမ်းမှာပဲဗီလာကပြောသည်
ဟုတ်ပါတယ်ကျွန်တော်ယုံပါတယ်ဒါပေမဲ့ဝင်ကြီးရဲ့ရန်သူတွေကငြိမ်နေတာမဟုတ်ဘူးခမလှုပ်ရှားနေကြတယ်ရေဒီကယ်တွေကဆိုရင်ဘေးမှာဝင်ကြီးတို့ဆိုရှယ်လစ်ပါတီကိုဝိုင်းပြီးအပုတ်ချနေကြတယ်ဝင်ကြီးဟာအမျိုးသားရေးအကျိုးစီးပွားကိုမကြည့်ဘူးတဲ့မာဗီကပြောနေတယ်အဲ့ဒါကိုလူတော်တော်များများကယုံနေကြတယ်လက်ရဂိုင်းကတော့မပြောနဲ့တော့နောက်ရန်သူတယောက်ကတော့ဘရီဂျူးဆိုတဲ့လူဟာတစောက်ကန်းအယူကျွန်တော်တို့ဟာစပိန်လူမျိုးတွေမဟုတ်ဘူးယဉ်ကျေးတဲ့ပြင်သစ်လူမျိုးဘရီဂျူးတီထောင်ညင်တဲ့ဖက်စစ်အာဏာမျိုးကိုကျွန်တော်တို့တိုင်းပြည်ကလည်းလက်ခံမှာမဟုတ်ဘူးဒါပေမဲ့ဝင်းကြီးတိထားဖို့ကဘရီဂျူးမှာဩဇာရှိတယ်နောက်လိုက်ရှိတယ်အရှိန်အဝါရှိတယ်မနေ့ကရင်ဘရီဂျူးကဘာပြောသလဲဆိုတော့ဝင်းကြီးကိုစစ်ရာဇဝတ်ကောင်တယောက်အနေနဲ့ခုံရုံးတင်ရမယ်တဲ့ခမပြောသွားပြီဝင်းကြီးဟာသူတို့နိုင်ငံရေးကြားကွက်တွေကိုမုန်းတယ်စိတ်ပြတ်တယ်ဆိုတာကျွန်တော်ယုံပါတယ်ဒါကြောင့်ကျွန်တော်ကပြန်ပြောလိုက်တယ်ဗီလာဟာစစ်ဖြစ်အောင်လုပ်မဲ့လူမဟုတ်ဘူးဗီလာဟာမဆွတ်ဖက်ရွေးဝါဒရဲ့အာမခံချက်ဖြစ်တယ်လို့ပြန်ပြောလိုက်ရသေးတယ်ဒီတော့ဝင်းကြီးကျွန်တော်တို့တွေစိတ်ချမ်းသာအောင်ကူညီပါစပိန်ကိုမကူညီဘူးလို့တခွန်းနဲ့ပြောလိုက်ပါတက်ဆာကိုလက်ဝှေ့ရန်ရင်အခန်းနောက်သို့ရှောက်သွား၏သူ့ယူဆများကိုဆက်တင်ပြသည်ထို့နောက်ဗီလာအနီးသို့ရှောက်လာကကြားရည်လွတ်ပြောနေသည်ဗီလာတီတီငိမ့်ငိမ့်ပြန်ဖြစ်သွားပြီးပြုံးလျက်ရှိ၏မမျော်လင့်ပဲသူ့ယူဆသည်ပြန်ခိုင်မာလာသည်မွန်နယ်စိတ်ဓာတ်သည်အခန်းထဲတွင်ကြီးစိုးနေသည်ထင်ရ၏လွန်ခဲ့သည့်တနာရီလောက်တုန်းကမွန်နယ်သည်ဤခန်းထဲတွင်ရက်ခါလေးမြန်တွေတောင်းသွားခဲ့သည်ထိုစဉ်ကဗီလာသည်သူ့ရဲဘော်ဟောင်းကြီးမွန်နယ်ကိုခံစားချက်ကင်းသည့်တန်တမန်တယောက်အနေဖြင့်စကားပြောခဲ့သည်ယခုတက်ဆာကစပိန်တို့လေးမြန်တွေပို့မပေးဖို့လာပြောနေပြီချင်းချောက်နေပြီတင်းငါဗျူဟာတွေကိုပင်မေ့နေပြီတက်ဆာကပြက်ပြက်သားသားအဖြေပေးဖို့တောင်းဆိုသည့်အခါတွင်ကျွန်တော်ကတော့ကျွန်တော်တာဝန်အရလှုပ်တင်တာလှုပ်ရမှာပဲဟုပြောလိုက်သည်တက်ဆာသည်ထိုစကားတခွန်းမျှကိုသာရသွားခဲ့သည်တက်ဆာပြန်ထွက်သွားသည့်အခါတွင်ဗီလာသည်ဆိုဖာပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်ဘာလို့ရမလဲဟုတွေး၏တို့ရတွင်သူ့တွေးများသည်ပြည်ပြင်းခြင်းမရှိခေါင်းကတဆစ်စစ်ကိုက်သည်ရင်ထဲတွင်အော်ဂလီဆန်၏တက်ဆာလိုလူကသူ့ကိုဘာကြောင့်ချိန်ချောက်နေရသနည်းတက်ဆာနောက်တွင်မြည်သူရှိသည်တက်ဆာကိုမြည်သူကလွတ်လိုက်သနည်းရေဒီကယ်လက်ရဂိုင်းသားများကလွတ်လိုက်ခြင်းလောဘရီဂျူးကလွတ်လိုက်ခြင်းလောအီတလီတန်ယုံကလွတ်လိုက်ခြင်းလောသူတို့ကစားကွက်ကရှုပ်လွန်းသည်တစ်ဖက်လူတွေလှုပ်ရှားနေကြပြီဆိုသည်မှမှန်သည်စစ်ဖြစ်တော့မည်လောလူတွေကသူ့ကိုဘာပြောကြမည်နည်းနှစ်ပေါင်း40လုံးလုံးစစ်ကိုသူစန့်ကျင်ခဲ့သည်ယခုတမ်းပေါင်းများစွာတို့ကိုစစ်ထဲသို့ဆွဲသွင်းရတော့မည်စပိန်တွင်ဆိုလျင်လူတပ်ပွဲကြီးဖြစ်နေပြီမျက်လုံးများကိုမှိတ်လိုက်သည်ရင်ကောင်းတွေအုံနေသည့်အလောင်းများခြေပြက်လက်ပြက်ဖြစ်နေသည့်ခန္ဓာကိုယ်များပြိုလဲပြက်စီးနေသောအိမ်များကိုမြင်ရ၏သူဘာလုပ်ရမည်နည်းလေမြန်တစင်းမှမပို့ရန်တက်ဆာကပြောသွားပြီဟုတ်သည်စပိန်ကိုလေမြန်ပို့လျင်ရေဒီကယ်အမတ်များကဝင်းကြီးအဖွဲ့မှနှုတ်ထွက်ကြတော့မည်ဗီလာဒီစစ်ပွဲ၏အနေထာယုံများကိုမေ့သွားကသူတွက်နေကြနိုင်ငံရေးကဏ္ဍတင်ချာကိုတွက်ကြည့်၏စပိန်ကိစ္စကိုလွတ်တော်ထဲတွင်မဲခွဲလျင်အစိုးရအနေဖြင့်မဲမြည်မြရနိုင်မည်နီမဲရပွဲမရှိအစိုးရသည်အ ਨੇ စုကလေးသာဖြစ်နေလိမ့်မည်ထိုအခါတွင်ရေဒီကယ်များနှင့်လက်ရဂိုင်းသည်ပေါင်းသွားနိုင်သည်တက်ဆာအစဘရီဂျူးအစုံရှိသောအတိုက်အခံအမတ်တွေအားလုံးပေါင်းသွားနိုင်သည်တို့ပေါင်းလျင်ပြည်သူတပ်ဦးအစိုးရပြုတ်ပြီးနောက်တက်သည့်ညွန်ပေါင်းတွင်ဘရီဂျူးသည်ဖက်စစ်အာဏာရှင်အုပ်စိုးမှုကိုအလွဲတကူထူထောင်တော့မည်ဤသို့သာဆိုလျင်ဖေဖော်ဝါရီလ6ရက်အထိကယုံများထက်အခြေအနေပိုဆိုးသွားလိမ့်မည်ဆိုင်ပိုင်ရှင်များနှင့်လယ်သမားများသည်တပိတ်များကိုကြောက်ခါဘရီဂျူးနောက်သို့ပါသွားကြလိမ့်မည်ဆိုရှယ်လစ်ပါတီကိုလည်းဖျက်သိမ်းပြရတော့မည်တရားလွတ်တော်ချုပ်ကိုလည်းဖျက်ပြရတော့မည်စစ်ကိုမီးမွေးသူအဖြစ်
မိမိကိုဘရီဂျူးကခုံရုံးတင်တော်မူတက်သေးပြစရာများမလို့စပိန်လေရင်ဒဇင်းလောက်ကိုပြစ်ချပြလိုက်လျင်သူ့ကိုဆွဲချက်တင်ဖို့တက်သေးလုံလောက်ပြီဗီလာဤပူပေါင်းကြံစီမှုဖြင့်A68လေရင်များကိုစပိန်ပြည်သို့ပေးခဲ့သည့်အတွက်ဟုအစိုးရရှေ့နေကြီးကအပေါင်းအရင်တန်ဖြင့်ဆွဲချက်တင်တော်မူမဖြစ်လုံးဝမဖြစ်ဤရများသည့်ကလေးကစားစရာမဟုတ်ည10နာရီထိုးသည့်အထိဗီလာစဉ်းစားနေစေမြည်တို့ဆုံးဖြတ်ရမည်ကိုဝေခွဲမရသည်ပင်ပန်းခေါင်းကိုက်တီကိုမေ့ပစ်ခါလျှို့ဝှက်ပလိတ်အကြီးကဲကိုအခေါ်လွှတ်လိုက်သည်ပီယာဆိုတဲ့အင်ဂျင်နီယာတယောက်က A68 အမျိုးအစားလေယာဉ်တွေကိုစပိန်ပို့ဖို့စီစဉ်နေတယ်လို့ကြားရတယ်ဒီလောက်လေယာဉ်တွေပို့လိုက်ရင်အခြေအနေတွေရှုပ်ထွေးသွားနိုင်တယ်လေယာဉ်တွေကိုမပို့ပြစ်အောင်တားထားလိုက်ပါတားထားလို့ရပါအောင်မလားရပါတယ်ဝင်းကြီးလေမြန်တွေကစိမ့်ဆက်ယုံကပိုင်တဲ့ကွင်းတွေထဲမှာရှိရင်ရှိမရှိရင်လူတူးကကွင်းထဲမှာရှိမှာပါလျှို့ဝှက်ပလိတ်အကြီးကဲပြန်ထွက်သွားသည့်နောက်တွင်ဗီလာသည်ဆိုဖာပေါ်သို့ပြန်လှဲချလိုက်သည်ခေါင်းကိုက်ပြောက်ဆေးနှစ်ထုပ်ကိုဇက်တိုက်တောက်လိုက်၏ခေါင်းကိုက်ပြောက်ဆေးကြောင့်အိတ်ချင်လာသည်လက်များကိုပင်မလှုပ်ချင်တော့ဗိုက်ထဲကနာလာသည်ခြေထောက်တွေကလည်းအေးဆက်လျက်ဘာကိုမှမစင်းစားမိအောင်ကြိုးစား၏သူလုံနိုင်သမျှကိုလှုပ်ခဲ့ပြီးပြီစောင်းကြည့်ယုံသာရှိတော်သည်တို့ရတွင်တစ္ဆပေါက်ဆိုသည့်စကလုံးသည်သူ့ခေါင်းထဲတွင်ဝဲလျက်ရှိ၏ထိုစကလုံးကိုခေါင်းထဲမှဖျောက်ရန်ကြိုးစားသည်တို့ရတွင်ဖျောက်၍မရအိုးအဓိပ္ပာယ်မရှိတာငါဘသူကိုတစ္ဆာဖောက်လို့လဲစပိန်တွေတိုက်တဲ့တိုက်ပွဲဟာရှုံးနေပြီပဲလေရင်အစီး200လောက်ကိုတို့ပို့တဲ့လေရင်ဆက်တစည်းနဲ့ဘယ်နဲ့လို့ခံတိုက်နိုင်မှာလဲတကယ်တော့စပိန်တွေဟာလမ်းမျိုးကအလုတ်သမားတွေလိုခလေးတာပဲရှိကြတာပဲဟုတ်တယ်ဒီနီးနဲ့ပြည်သူတပ်ဦးအစိုးရကိုငါကယ်ရမယ်ငါပါတီကိုကယ်ရမယ်ငြိမ်းချမ်းရေးကိုထိန်းသိမ်းရမယ်ငါတာဝန်ကိုငါထမ်းဆောင်ပြီးပြီတော်ပြီငါတာဝန်ကျေပြီကြောက်လန့်နေသည့်ကလေးတယောက်ကိုအမေကအားပေးတဲ့ကဲ့သို့သူ့ကိုယ်သူအားပေးသည်မိဘများကိုမှိတ်လိုက်၏တို့ရတွင်တစ္ဆပေါက်ဆိုသည့်စကလုံးသည်အမှောင်ထုထဲမှနေ၍ငရှင်းတကောင်ချော်ထွက်လာသလိုသူ့စီသို့ပြန်ရောက်လာနေသည်ငငယ်ကသူရောက်ခဲ့ဘူးသည့်စာဘီရေးဆိုသည့်စပိန်နယ်ဇက်ကရွာကလေးတီရွာကိုတွား၍အမှတ်ရသည်တခါလုံးကထိုရွာကလေးသို့အသွားတွင်ပိယအဖေလဲပါလာသည်ပီရနီတောင်ကြီးရင်းကပန်းနူးရောင်အိမ်လှလှကလေးတွေတငါလှေတွေစပြည့်ချံတွေဘူတာကလေးတစ်ခုထို့နောက်ကရိုးလိုမှွေးနေသည့်စပြည့်ဝိုင်အရက်ချိုချိုစာဘီတွေကလူများသည်ယခုလောက်ဆိုလျင်သူ့ကိုမေတ္တာပို့နေကြတော်မူသူတို့သည်စစ်ပွဲကြီးတစ်ပွဲနှင့်အိမ်နီးချင်းဖြစ်နေကြ၏တောင်ရိုးကလေးတစ်ခုဥမင်တူတူကလေးတစ်ခုကိုဖြတ်လိုက်ယုံမျှသာနေဇာတစ်ဖက်တွင်မူအိမ်တို့ကပျက်စီးပြိုလဲလျက်အမျိုးသမီးများကမျက်ရည်အရွှဲသားဖြင့်ငိုကြွေးလျက်သူရတွင်စာဘီတွေရွာကအမျိုးသမီးများကမူကျုပ်ကိုဗီလာကယ်တာတော့ဗီလာကယ်တာကျုပ်တို့သားအမိတွေကိုမောင်မင်းကြီးသားကယ်တာမောင်မင်းကြီးသားရေလိုအေးလို့မန်းလို့လမ်းပါစီတော့ဗီလာဟုဆူတောင်းကြလိမ့်မည်မေတ္တာပို့ကြလိမ့်မည်သူ့မိကိုတဖွာဘွားရွတ်ရင်ဗီလာအိပ်ပျော်သွားသည်အခန်း25မဟုတ်တာပဲဒီလိုဆိုရင်ကျွန်တော်ကိုယ်တိုင်ဝင်ကြီးဗီလာစီကိုဖုံးဆက်မိမယ်ပီယာကပြော၏မိုးတဖွဲဖွဲအောက်မီးတိုင်တိုင်ဘေးတွင်ရပ်နေကြသည်မိုးကတော်တော်နှင့်ဆဲမြည်မထင်အရာအလုံးကိုနစ်မြုပ်သွားအောင်ရွာတော့မည်လောမပြောတတ်ပြင်ပြားစားတချို့ကရေပေါ်တွင်မျောနေကြသည်ပလိတ်အရာရှိ၏အုတ်ထုတ်ဆွမ်းမှရေဆက်များသည်စီးကြနေကြ၏ပါရီကလာတဲ့အမိန့်ပဲဝင်ကြီးရဲ့ညွှန်ကြားရဲ့အရာဖြစ်မှာပေါ့မက်ဒရစ်တွင်မူပြင်သစ်မှလာသည့်လေယာဉ်များကိုစောင့်နေကြသည်ဖက်စစ်တို့ကရှေ့သို့ခြိတက်နေပြီဟု
ရေဒီယိုမှယနေ့မနက်ကြီးညာသွားသည် PRD ပါရီနှင့်တယ်လီဖုန်းအဆက်ရရန်ဆောင်၏ခဝဝကြောင်တကောင်ကခုံဆောင်ပေါ်တွင်အိတ်လျက်မိုးကတဲတဲမဲမဲရွာချနေသည်နောက်ဆုံးတွင်ဝင်ကြီးဗီလာ၏အတွင်းဝင်နှင့်တယ်လီဖုန်းအဆက်အသွယ်ရသည်အတွင်းဝင်၏အတန်ကရင်ရင်ကြေးကြေးအေးဆက်ဆက်ဟုတ်ပါတယ်လူကြီးမင်းရဲ့တင်ပြချက်ကိုဝင်ကြီးထံပို့ပေးပါမယ်ဝင်ကြီးအလုတ်များနေတယ်ခမဟုတ်ကဲ့ပလိတ်အရေးပိုင်တဲ့ကိစ္စမှာဝင်ကြီးကဝင်ဆွတ်မယ်မထင်ပါဘူးခမသူနဲ့ဆက်ပြောຫນွေ၍အကြောင်းမထူးတယ်လီဖုန်းကိုချလိုက်သည်အတွင်းဝင်သည်လဲဆိုရှယ်လစ်ပါတီဝင်တူမဟုတ်လောသူလိုက်မှဖြစ်မည်ပါရီကိုသူကိုယ်တိုင်လိုက်သွားမှဖြစ်မည်ပလိတ်ရာရှိကမြည်တို့မျှမပြောPRDဘူတာယုံနာကကဖီးဆိုင်ကလေးတစ်ခုတည်းသို့ဝင်လာခဲ့သည်ဆိုင်ထဲရောက်လာသည့်လူများကရေဆိုလာသည့်သူတို့အဝတ်များကိုခါချနေကြသည်အထဲတွင်နှွေးနေသည်ကိုတွင်နှင့်ကိုဖြစ်၍ပြရပါကိုမှမကြားဆိုင်ပိုင်ရှင်ကဘာတောက်မြည်နီးဟုမေးနေသည်ကိုပင်ကောင်းကောင်းနားမလဲသူ့တွင်များသည်မက်ဒရစ်သို့ရောက်နေကြသည်မြေပုံတစ်ခုပေါ်တွင်ဆက်ဝိုင်းကလေးတစ်ခုမြားကြီးများကထိုဆက်ဝိုင်းကလေးစီသို့ဦးတည်နေကြသည်A68လေရင်7တစည်းမနှက်ဖန်ရောက်မည်ဟုမွန်းနက်ကတည်င်းပို့ပြီးပြီမက်ဒရစ်လူများသည်လေရင်များကိုစောင့်နေကြတော့မည်မျောနေကြတော့မည်ယခုမရောက်နိုင်တော့အစီအစဉ်တွေအကုန်လုံးပြတ်ကုန်ပြီသူကြီးညိုလေးစားသည့်ဗီလာကြောင့်ပြတ်ကုန်ခြင်းလောPRDသူ့အတွေးကြောင့်လန့်သွား၏ဗီလာလိုယူသား၍ပြတ်သားသည့်ခေါင်းဆောင်တယောက်ကိုမကောင်းထင်ရက်လေခြင်းဟုကိုအပြစ်တင်မိသည်ဟုတ်သည်သူညံ့၍ဖြစ်ရမည်ဗီလာသည်ဤသို့မလောက်တန်ရာကောညက်တစ်ခွက်ကိုတောက်ပြီးနောက် secret တလိပ်ကိုဖွာသည်တစ်ဖက်ဇပွဲကပြောနေသည့်စကားများကိုကြိုးစား၍နားထောင်သည်အိမ်နီးချင်း၏ယုံကလေးများကိုအစိတ်ခတ်တတ်သည့်မိမတယောက်အကြောင်းကိုပြောနေကြခြင်းဖြစ်၏မိုးဆက်ကြသံများကိုနားထောင်မိသည်Agnes ၏မျက်လုံးများကိုတွား၍အမှတ်ရပြန်သည်မိုးဆက်မှုံများထဲတွင်ခတ်မိန်လင်းနေသောမီးပွင့်များကိုကြည့်သည်တို့ရတွင်အချီးနှီသူတို့များသည်ဗီလတ်စီသို့ပြန်ရောက်လာကြသည်သူကြီးညိုလေးစားသည့်ဗီလတ်လိုခေါင်းဆောင်တယောက်ပေါ်တန်တရားဖြစ်ရခြင်းမှမကောင်းရင်ထဲတွင်လေးပြီးနာကျင်နေသည်ယောဂကြီးတစ်ခု၏ရှေပြေးလက္ခဏာချက်များလိုလန့်စရာကောင်းသည်မေရှော၏လောင်ပြောင်သည့်စကလုံးများနှင့်ပြင်သစ်ဆိုရှယ်လစ်ခေါင်းဆောင်များကသူ့ကိုမြည်သို့လက်ခံတွေးဆုံလိုက်ပုံကိုပြောပြသွားသည့်မွန်းနဲ့၏စကားများကိုအမှတ်ရသည်မဖြစ်နိုင်သူတို့စကားများသည်သူ့ခေါင်းဆောင်များကိုအပုတ်ချသည့်စကားများလုံးကြံသည့်စကားများသာဖြစ်ရမည်သူကိုယ်တိုင်တကယ်ပင်နေမကောင်းဖြစ်နေသလောအေးမိလာသလောကဖီးထဲတွင်နှွေးနေသည့်တိုင်သူ့တကိုယ်လုံးခိုက်တုံးနေသည်မြေထားထွက်အောင်2နာရီစောင့်ရအောင်မည်အိပ်ရန်ကြိုးစားကြည့်သည်မရသတင်းစာကြော်ညာတွေကိုရှောက်ဖက်သည်နွားအယောင်းအဝယ်လားအယောင်းအဝယ်ကြော်ညာများသူဆက်ခဲ့ဘူးသည့်ကြပြားတစ်ပိုင်းတစ်စများကိုပြန်စဉ်းစားကြည့်သည်ထိုကြားထဲမှပြုံးနေသည့်ဗီလတ်မျက်နှာသည်ပေါ်လာ၏အလန်နီများအောက်ဆင်မြင့်ပေါ်တွင်ရက်လျက်ယခုမြည်သို့ဖြစ်သွားသည်။သူနှင့်စကားပြောသည့်အတွင်းဝင်သည်ဘာမှနားမလဲသူဖြစ်ရမည်။နိုင်ငံရေးကိုဘာမှနားမလဲပဲအချောက်တိုက်ကလထိုင်ပေါ်ရောက်လာသူဖြစ်ရမည်။ယခုလေရင်မြန်ကိုတဲခွင့်မပြုနိုင်ဟုပလိတ်ကတားနေပြီ။ဝင်းကြီးဗီလတ်သည်ပလိတ်တို့ကိုအဘဲကြောင့်ရှင်းမပစ်သည်။ပလိတ်အများစုသည်ဖက်စစ်လိုလားသူများမဟုတ်လော။သူကိုလာတားသည့်ပလိတ်အရာရှိကစပိန်အစိုးရကိုအနီဟုခေါ်ကာလှောင်ပြောင်ရဲမောသွားသည်ဟုတ်သည်ထိုအရာရှိသည်ဧကန်နဘရီကျူ၏နောက်လိုက်ဖြစ်ရမည်သူတို့ခေါင်းဆောင်များသည်ဤလိုပလိတ်မျိုးကိုထုတ်ပစ်မည်မဟုတ်ချသူတို့နှောက်ယှက်နိုင်လျင်ဒီတရက်ပေါ့တို့ရတွင်စပိန်တွင်မူတရက်သည်လဲအရေးကြီးသည်သာဤကြောင်းကိုတွေးရသည်မှာရင်မောလှကြီးကဖီးထဲတွင်တိတ်ဆိတ်သွား၏တချို့ကပြန်ထွက်သွားကြပြီကျန်ရည်သူတချို့ကညရထားကိုစောင့်နေကြသည်ဆိုင်ပိုင်ရှင်မိမဝဝကြီးသည်လဲ
ထိုလက်စသိုးမွေးလုံးအစိမ်းကိုဗိုက်ပေါ်တွင်တင်၍အိတ်ငိုက်နေသည်တောင်းတရောင်းတွင်အလုသမားတယောက်သည်ပေါင်မုတ်တစ်ဖက်ကိုဝိုင်းနီတဲ့သို့နှစ်လိုက်ရင်အဖော်ကိုစိတ်အားထက်သန်စွာစကားပြောနေသည်ပီယာကနားကိုဆွင့်၍နားထောင်၏ခုချိန်မှာအရေးကြီးတာကစပိန်ကိစ္စပဲဗျကျုပ်တော့သွားတိုက်မှာပဲကျုပ်တို့မသွားရင်ဘယ်သူသွားမှာလဲကျုပ်တို့အနေနဲ့စပိန်တွေကိုကူရမှာပဲမကူရင်ကျုပ်တို့ပါမလွယ်ဘူးပီယာဒီသူ့ကိုယ်သူမနှဲချုပ်တီးထားလိုက်ရသည်ထသွားပြီးအလုသမားကိုလက်ဆွဲနှုတ်ဆက်လိုက်ခြင်းသည်မှန်လိုက်လေဗျာဟုအော်ပြောလိုက်ခြင်းသည်ပီယာဒီသူတို့ကိုကြည့်၍ပြုံးပြလိုက်၏အလုသမားကလည်းနားလေပုံရသည်နောက်တလူပြောင်းတလူဖြင့်မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်ပါရီသို့ရောက်လျင်ပီယာဒီဝင်ကြီးရုံးသို့တန်းလာခဲ့သည်ဝင်ကြီးအလုများနေသည်ဟုပြောလိုက်ကြ၏ပီယာဒီ2 နာရီကြာမြအပြင်တွင်ထိုင်ဆောင်နေရသည်တခြားလူများလည်းသူ့လိုပင်ထိုင်ဆောင်နေကြ၏အများအားဖြင့်ဆိုရှယ်လစ်ပါတီဝင်များဖြစ်ကြပြီးမော်ဂွန်ဝင်တစိမ့်နှင့်အခြားအခွင့်အရေးအမျိုးမျိုးကိုလာတောင်းသူများဖြစ်ကြသည်အတော်ကသူကောင်းဆောင်မဖြစ်ခင်ပိုစတာကတ်အော်လန်နဲ့လိုက်အော်တဲ့အောက်ခြေကေတာကလေးဘဝကလေးကတိတာပါကွယ်ဒီအကူညီလောက်တော့ပေးမှာပါအမျိုးသမီးကြီးတူကပြောသည်ဗီလာကထိုအမျိုးသမီးကြီးကိုတွေ့ခွင့်ပြုသည်တခြားသူများကိုလည်းတွေ့ခွင့်ပြု၏ပီယာကိုမူမခေါ်သည်ဝင်ကြီးနေလေစာစားဖို့ပြန်သွားတယ်ညနေ3 နာရီမှရုံးကိုပြန်ရောက်ပါမယ်ပီယာဒီစိတ်ပြက်လက်ပြက်ဖြင့်ပန်းညံတွေကထိုင်ကုန်တစ်ခုပေါ်တွင်ညနေ3 နာရီထိုးသည့်အထိသွားထိုင်နေသည်သူ့ပတ်ဝန်းကျင်တွင်လူလောကကြီးသည်ခါတိုင်းလိုလှုပ်ရှားလျက်ဆက်ချုပ်သမားများကပေါင်မုတ်ကျွတ်ကိုချောကလက်နှင့်ဝါနေကြသည်အမျိုးသမီးတတိုက်သည်ဆိုင်တဆိုင်ရှေ့ကအထည်အလိပ်များကိုဖြန့်၍ကြည့်နေကြသည်တက္ကစီသမားများကတယောက်ကိုတယောက်လှမ်းဆဲနေကြသည်အဖိုးကြီးများကထိုင်ကုန်ပေါ်တွင်ထိုင်ကာခိုများကိုအစာကျွေးနေကြ၏အဲဂျိုများကမထုံတက်သေးနိုင်သည့်အင်္ဂလိပ်လူမျိုးခရီးသည်များအားရှုခင်းရှုကွက်များကိုလိုက်ပြနေကြသည်ပွဲစားများကနောက်ဆုံးရွှေဈေးသတင်းကိုမေးနေကြ၏မြည်သူမြစပိန်အကြောင်းကိုစိတ်ဝင်စားပုံမရမြည်သူမြမက်ဒရစ်မြို့၏ကံကြမ္မာကိုတွေးပူဟန်မတူဒီလောက်ဆိုရင်တာလာဗီယာကိုများသိမ့်ပြီးပြီလားမဆိုနိုင်ဘူးဟုပီယာစိုးရိမ်တကြီးတွေးနေသည်နိုင်စံပေါ်မှလက်တံများသည်အိပ်ပျော်နေပြီလောမဆိုနိုင်သူပန်းညံထဲထိုင်နေရသည်မှာတစ်နေ့လောက်ကြာသွားပြီဟုထင်သည်တို့ရတွင်ညနေ3 နာရီမထိုးသည်နေ့လည်စာစားပြီးသည့်နောက်တွင်ဝင်းကြီးဗီလက်သည်ရုံးသို့ပြန်လာ၏ပီယာကမူအေကန်ထဲတွင်ထိုင်ဆောင်ရစေသူတယောက်တည်းသာရှိတော့သည်ဧည့်သည်တွေ့ချိန်ကုန်သွားပြီခဏအကြာတွင်အတွင်းဝင်တယောက်ထွက်လာသည်ဝင်းကြီးကပြောလိုက်ပါတယ်အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ပါတဲ့ကိစ္စရှိရင်ကျွန်တော်နဲ့ဆွေးနွေးပါတဲ့ပီယာကလေရင်ကွင်းတွင်စပိန်တို့ပိုးမြည်လေရင်များကိုပလိတ်ကတားထားကြောင်းပြောပြ၏သူစကားမဆုံးခင်အတွင်းဝင်ကဒီကိစ္စကိုဝင်းကြီးကိုယ်တိုင်ကင်တာပါကျွန်တော်တို့ဆိုရှယ်လစ်ပါတီဝင်အချင်းချင်းပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့အချိန်တွေကတိတ်အရေးကြီးနေတယ်ကျွန်တော်တို့အနေနဲ့တခုခုကိုတော့ရွေးရမှာပဲစပိန်တွေကိုကျွန်တော်တို့ကူလိုက်ရင်ကျွန်တော်တို့အားလုံးဒုက္ခရောက်မှာပဲခင်ဗျစစ်ကြီးဖြစ်လာနိုင်တယ်ပြီးတော့ပြည်တွင်းမှာလည်းဖက်စစ်တွေခေါင်းထောင်လာနိုင်တယ်ဟုတ်ပါတယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ဖရန်ကိုကမက်ဒရစ်ကိုသိမ်းတော့မယ်ဗျဒီမှာလဲဘရီဂျူးရှိတယ်ဒီလိုကြည့်လို့တော့မမှန်ဘူးလေစပိန်ဆိုတာခေတ်နောက်ကျတဲ့တိုင်းပြည်ဘရီဒရစ်တပိုင်းတိုင်းပြည်ပါဘာမှအရေးမကြီးပါဘူးစပိန်သမ္မတနိုင်ငံဆိုတာတကယ်တော့တဘာဝကြကြပေါ်ပေါက်လာတဲ့တိုင်းပြည်မဟုတ်ပါဘူးအတင်းဖန်နီးလို့ပေါ်ပေါက်လာတဲ့တိုင်းပြည်ပါအခြေခံမရှိပါဘူးဒီတော့ဒီလိုတိုင်းပြည်မျိုးကိုကျွန်တော်တို့အကာအကွယ်ပေးမလားဒါမှမဟုတ်ရှေ့တန်းရောက်နေတဲ့တိုင်းပြည်တပြည်အဲ့ဒီတိုင်းပြည်ကလည်းကျွန်တော်တို့တိုင်းပြည်ဖြစ်နေတယ်ဗျအဲ့ဒီလိုတိုင်းပြည်ကဆိုရှယ်လစ်စနစ်ကိုကယ်တင်မလားဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်တတ်ရမှာပေါ့စပိန်နဲ့ပတ်သက်တဲ့ကိစ္စမှာတင်းကျပ်တဲ့မဆွတ်ဖက်ရေးဝါဒကိုလိုက်နာဖို့ဝင်ကြီးကဆုံးဖြတ်လိုက်တယ်ခင်ဗျ
ကဘာမြေကြီးတစ်ခုလုံးခြားခြားလဲသွားသည်ထင်လိုက်ရ၏လွန်ခဲ့သည့်တပတ်လုံးလုံးသူတော့ကရောက်ခဲ့ရသည်ပင်လယ်ကမ်းခြေကရွာကလေးသို့ရောက်ခဲ့စဉ်တွေ့ခဲ့ရသည့်မှုန်တိုင်းပန်းညံထဲကထိုင်ကုန်ပေါ်တွင်3နာရီထိုးအောင်ထိုင်ဆောင်ခဲ့ရသည့်အဖြစ်ပတ်ဝန်းကျင်မှလူများ၏ဥပက္ခနိုင်လှသည့်ရေမောသံများညာလုံးပေါက်အိမ်မပျော်နိုင်အောင်ဖြစ်ခဲ့ရပုံသူ့ခေါင်းဆောင်ဗီလတ်အပေါ်တွင်အထင်တကြီးမျှော်လင့်ချက်ထားခဲ့သည့်အဖြစ်မက်ဒရစ်ကြတော့မည်လောဟုရင်တမမဖြစ်ခဲ့ရပုံအတွင်းဝင်၏စကားကိုကြားလိုက်ရသည့်အခါတွင်ထိုအတွင်းများသည်သူ့ခေါင်းထဲသို့စုပြုံတိုးဝင်လာကြသည်ထိုအရာများအလုံးသည်စကားတခွန်းအဖြစ်ထွက်လာ၏နေပါဦးဒါဖြင့်ခမည်းတော်ဝင်ကြီးဟာတစ္ဆပေါဝင်ကြီးပေါ့ဟုတ်လားအတွင်းဝင်သည်မမျှော်လင့်သည့်စကားကြောင့်အံ့အားသင့်နေသည်ခွင့်လွတ်ပါခမည်းမိတ်ဆွေဘာကိုဆိုလိုတာပါလဲတို့ရတွင်သူ့ရှေ့၌ပီယာကိုမတွေ့ရတော့ပီယာသည်ကော်စောနီကြီးတွေခင်းထားသည့်လှေကားတစ်လျှောက်ပြေးဆင်းလာခဲ့သည်ရုံးစေလူလင်များသည်သူ့ကိုကြည့်နေကြ၏သူတို့အကြည့်ကလှောင်ပြောင်သည့်အကြည့်ငနဲအလုတ်သွားတောင်းတာဆံပြုတ်ဖြစ်လာပြီဆိုသည့်အကြည့်စိတ်သက်သာလိုသက်သာညလမ်းမတစ်လျှောက်ပြေးလာခဲ့သည်ရင်ထဲတွင်ဘလောင်ဆူလိုက်သည့်ဖြစ်ခြင်းမြည်သည့်အရာကမှသူ့ရင်ကိုငြိမ်အောင်လုံနိုင်စွမ်းရှိပြီမထင်သူကြည်ညိုလေးစား၍ကိုးကွယ်ခဲ့သည့်ဗီလတ်သည်အဘဲကြောင့်ဤမြယုံညံ့တိမ်ဖြင်းသွားရသည်နည်းဟုသူမစင်းစားခြင်းတော့မျောလင်းချက်ဆုံးရှုံးသွားရသည့်အဖြစ်အသက်ရှူ၍မရအောင်ဖြစ်နေသည့်ဟာလာဟင်းလင်းဖြစ်မှုတို့ကိုသာခံစားရသည်အဂနိဤစကားသည်မှန်လိုက်လေခြင်းသူသည်တန်လျက်ကိုရေထင်ခဲ့သည်သူတို့ထောင်ခဲ့သည့်ပိုက်ကိုအဟုတ်ထင်၍တိုးခဲ့သည်သူလိန်ကိုလိန်လိန်နေကြသည့်အလိန်အညာလောကကြီးကိုအဟုတ်ထင်ခဲ့သည်သူအလိန်ခံခဲ့ရပြီလွန်ခဲ့သည့်တနာရီလောက်ထိလူတွေကိုသူအကောင်းထင်ခဲ့သည်ရဲဘော်စိတ်ဓာတ်ဆိုသည်ကိုသူယုံခဲ့သည်သူဘဝ၏အသက်ဖြစ်သည့်ဆိုရှယ်လစ်အရေးတော်ကိုသူယုံခဲ့သည်မွန်းနဲ့တို့တွေကသူ့ကိုမြည်တို့ထင်ကြမည်နီတာလီဗီယာမြို့ကိုရန်သူလက်သို့ကျသွားပြီလောစပိန်ပြည်အကြောင်းကိုစဉ်းစားလိုက်သည့်အခါတွင်မှသူသည်တတိပြန်ဝင်လာ၏ဟုတ်သည်တနာရီတွင်ပြောင်းသွားသည့်အရာတွေလောကတွင်တပုံကြီးရှိတော်လဲမပြောင်းသည့်အရာတွေကြံသေးသည်မက်ဒရစ်မြို့ထဲတွင်စပိန်ပြည်သူများသည်ရန်သူကိုခုခံတိုက်ခိုက်နေကြစေA68လေယာဉ်တွေမပါဘဲအမဲလိုက်တနတ်များဖြင့်ရန်သူကိုခံတိုက်နေကြစေစပိန်ကိုသူသွားတော့မည်စပိန်ပြည်သူတို့၏တိုက်ပွဲတွင်ဝင်တိုက်ရင်းအသေးခံတော့မည်စပိန်ပြည်သူတို့ကိုကူညီရန်သူ့ဖို့ဤတနီးသာရှိတော့သည်ဘတ်စကားဘော်သို့ခုန်တက်လိုက်ခဲ့သည်မစ်ရှောထံသွားမည်မက်ဒရစ်ကိုတွားရန်မစ်ရှောကလမ်းညွှန်လိုက်မည်မစ်ရှောကအခြေအနေကိုချက်ချင်းနားလည်လိုက်၏ဒါဖြင့်သူတို့လေမြန်တွေကိုတားထားလိုက်ပြီပေါ့ဟုတ်တယ်တားထားတယ်ဘသူကတားတယ်ထင်တယ်လေဗီလတ်ကတားတာဗျဗီလတ်ကတားတာအေးလေခမည်းနားလည်မှာပါကျွန်တော်တော့ယူတောင်ယူကျင်တယ်ဒီမှာမစ်ရှောကျွန်တော်စပိန်ကိုသွားကျင်တယ်ဗျာကျွန်တော်ကိုပို့ပေးနိုင်မလားဒီเจ้าတွေကိုမပြောချင်ဘူးခုချိန်မှာစကားပြောနေလို့အလကားပဲပီယာမီမြခံစားနေရသည်ကိုမစ်ရှောနားလည်သည်မစ်ရှောကစကလုံးတစ်လုံးမှမပြောဘဲလက်ဆွဲနှုတ်ဆက်၏သူတို့နှစ်ယောက်သည်ဗရင်ပေါက်နားတွင်ရပ်နေကြသည်အပြင်ဘက်တွင်ကလေးများသည်ဖားခုန်နှန်းကစားနေကြ၏အတန်ကြာတိတ်ဆိတ်နေပြီးနောက်မစ်ရှောကပြော၏မွန်းနဲ့တော့ပိုတာလေရင်၃စီးဝယ်လို့ရသွားတယ်လေရင်အကြောင်းကိုသူဘာမှနားလဲတာမဟုတ်ဘူးကျွန်တော်တို့အထဲမှာလေရင်မြန်အကြောင်းကိုသိတာခမည်းတယောက်ပဲရှိတယ်ခမည်းခံစားချက်ကိုကျွန်တော်နားလဲပါတယ်ပီယာခုကျွန်တော်တို့စပိန်ပို့ဖို့အပျော်တမ်းတပ်ဖွဲ့ဝင်တွေစုနေတယ်ကျွန်တော်လည်းလိုက်သွားမှာပဲဒါပေမဲ့ခမည်းကတော့လိုက်လို့မဖြစ်ဘူးထင်တယ်ဒီမှာခမည်းမရှိရင်လေရင်ဝယ်ရေးကိစ္စတွေဘာတွေကိုယ့်ရုပ်ကာယဖြစ်ကုန်မှာပေါ့ပီယာကကန့်ကွက်ခြင်းမပြုဟုတ်သည်မနက်ဖြန်ဆိုရင်လေရင်ဝင်းသို့သွား၍လေရင်များကိုတွားကြည့်ရအောင်မည်ဟုတ်သည်သူနေရစ်ခဲ့မှဖြစ်မည်လမ်းမသို့ပြန်ထွက်လာသည့်အခါတွင်ပီယာသည်သူ့ပတ်ဝန်းကျင်ကိုနားမလည်သည့်နယ်ရောင်းချကြဖြစ်နေသည်
ဘဲကိုတွားရမည်နီမြည်တို့မြည်ပုံရောက်သွားသည်မသိပါရီမျိုးလေကောင်ကိုဖြတ်ခါအန်ဒရေဤစတူဒီယိုသို့ရောက်သွားသည်သူတို့နှစ်ယောက်မတွေ့ခဲ့ကြသည်မှာ6လလောက်ကြာသွားပြီပီယအဖို့မူ10စုနှစ်များစွာကြာသွားပြီဟုထင်၏ထိုစဉ်ကသူကမနူးမနက်နိုင်ငံရေးသမားပေါက်စာဘလို့လဲပြုတ်ဘာတွေလုပ်နေတယ်လဲအန်ဒရေမြည်တို့ဖြေရမည်မသိຫນွေတုံးကဖြစ်ခဲ့သည့်တပိတ်များကြောင့်သူဘယ်မျှစိတ်လှုပ်ရှားခဲ့ရပုံကိုပြောပြရမည်လို့သို့မဟုတ်ဂျန်နတ်ကိုဘလို့တွေ့ပြီးဘလို့ပျောက်ဆုံးသွားခဲ့ရသည်ကိုပြောပြရမည်လို့ကျွန်တော်တန်းငိမ်ပကြီးကားတကားဆွဲနေတယ်ဗျဆွဲလို့မရပါဘူးဗျပီယာကသူ့ကိုတအံ့တောကြည့်လိုက်သည်ခမ ्या ကတော့အရင်လိုပဲဘာမှမပြောင်းလဲဘူးနော်ယဉ်ကျေးမှုအသင်းဟောပြောပွဲတွေကိုကျွန်တော်ခေါ်သွားတာတွေမှတ်မိသေးရဲ့လားအန်ဒရေကလေတစ်ချက်ခြုံလိုက်ပြီးဟဲ့လူခမ ्या လူစမ်းအကြောင်းကြားပြီးပြီလားစပိန်မှာရောက်နေပြီတဲ့ဗျသတင်းစာတွေထဲမှာတွေ့လိုက်ပါတယ်တန်တမန်အလုပ်တစ်ခုရသွားတယ်လေဗျာဟုတ်လားကျွန်တော်ကစပိန်မှာဝင်တိုက်နေတယ်ထင်နေတာပီယာကပြုံးသည်အန်ဒရေသည်သူမနူးမနက်ဖြစ်ခဲ့စဉ်ကလိုခလေးသာမျှသာရှိသေးသည်ဟုတွေး၏ဗီလာ၏အကြောင်းကိုအန်ဒရေအားပြောပြသည်ထုံးစံအတိုင်းရင်ထဲတွင်မထားတတ်ပြောစရာရှိလင်ပြောချလိုက်ရမှာနိုင်ရန်ဘော်ကပကြီးကားတွေကပင်လျင်ဗီလာဆိုသည့်တစ်စပေါက်ကိုဝိုင်း၍ရှုံချကန့်ကွက်လိုက်စေခြင်းသည်တို့ရတွင်အန်ဒရေကမူဘာမှမထူးကြသည်နှင့်မတုံမလှုပ်ကြည်စားမအောင်ဗျာခမ ्या ဘလို့ထင်တယ်လဲပြောတော့နိုင်ငံတကာစိတ်ဓာတ်တဲ့ဆိုရှယ်လစ်အရေးတော်တဲ့လောက်တော့တမျိုးဗီလာဆိုတဲ့လူမျိုးဒီလိုဖြစ်သွားတာကိုခမ ्या ဘယ်နဲ့ခံစားရတယ်လဲဘယ်နဲ့နေရမလဲဗျဒါတွေကဖြစ်နိုင်ပါတယ်ဘာဖြစ်နိုင်တယ်ဟုတ်လားလိန်နာတစ္ဆာဖောက်တာကိုကျွန်တော်တို့ကခွင့်လွှတ်ရမှာတဲ့လားသူငယ်ငယ်တုန်းကတဲ့ကျွန်တော်အဖေနဲ့အတူစပိန်တယောက်ကိုကယ်ခဲ့ဘူးတယ်ဗျကျွန်တော်ကိုမကြပြောတတ်တယ်ခုတော့စပိန်လူမျိုးတစ်မျိုးလုံးကိုဖက်စစ်တွေလက်ထဲထိုးအပ်လိုက်ပြီလေဒါပါလေဗျတစ္ဆာဖောက်တာမဟုတ်ဘူးလားတစ္ဆာဖောက်တာကိုကျွန်တော်ကနားလည်ရမှာလားခွင့်လွှတ်ရမှာလားကိုရရဲ့ပုံတူပကြီးကားတွေကိုခမ ्या တတိရသည်ပီယာကတော့ပွားဖြင့်អော်လိုက်သည်ဘာပကြီးကားတွေလဲဒီချိန်မှာကြောက်ကိုဓာတွေလာပြောမနေနဲ့နားမထောင်ခြင်းဘူးခမ ्या မှာလူစိတ်ကောရှိသေးရဲ့လားဟင်ကဘာကြီးမီးလောင်နေတော့မှလဲပကြီးကားတွေဆွဲနေကြအောင်ပါလားပကြီးကားတွေကိုကြည့်ပြီးကြည်နူးနေကြအောင်ပါလားသွေးတွေအနှိတ်ထာယုံတွေလူအတဒစ်တွေကိုကြည့်ပြီးကြည်နူးနေကြအောင်ပါလားအလကားလူတွေပီယာဒီလေကားစီတို့ပြေးဆင်းသွား၏sorry ဗျာနောက်မှတွေ့မယ်လေကားထိတ်မှလှမ်းអော်သွားသည်သူထွက်သွားသည့်အခါကျမှအန်ဒရေဒေါ်ပွားလာသည်ပြင်သို့ထွက်၍ပီယာကိုလိုက်ရှာ၏တို့ရတွင်မမြင်ရတော့စိတ်ပြက်လက်ပြက်ဖြင့်စေးတံကိုဖွာသည်ပီယာဒီသူ့ကိုဘာကြောင့်စော်ကားသွားသနည်းသူပြောသည့်စကားထဲတွင်ဘာမှစိတ်ဆိုးစရာမပါနားလည်နိုင်သည်ဆိုသည့်စကားတခွန်းသာပါသည်ဟုတ်သည်နားလည်နိုင်သည်ဗီလာလိုလူမျိုးကိုရှင်းမြင်၍ရသည်ခက်သည်ကလူဆန်းလိုလူမျိုးဝက်မီလိုဟိုဘက်ရန်ဒီဘက်ရန်နေသည့်လူမျိုးသူလိုလူနှင့်ပေါင်းရသည်ထက်ခွေးတွေနှင့်နေရသည်ကမှတော်အောင်မီတကောင်းကြိုက်ချင်ကြိုက်ကြမည်ဟိန်းရင်ဟိန်းကြမည်ကုတ်ချင်ကုတ်ကြမည်တို့ရတွင်စကားလှတွေကိုမပြောကြကျေးဇူးပင်တင်ရအောင်မည်တို့ရတွင်ပီယာကောသူ့ကိုအဘဲကြောင့်အချောက်တိုက်စော်ကားသွားခဲ့သည်။ဘာကြောင့်အချင်းချင်းဘက်ကန်သွားရသည်။ပီယာစိတ်ညစ်သည်ဆက်ယုံတွင်သူအလုံးမလုံးချင်သူတို့ဆက်ယုံကလေရင်အင်ဂျင်များသည်တနေ့တွင်ဖရန်ကိုလက်ထဲရောက်ချင်ရောက်မည်သို့မဟုတ်ဘရီဂျူးလက်ထဲသို့ရောက်ရင်လဲရောက်မည်တို့ဖြစ်လျင်ဤလေရင်ဆက်တွေကိုထုတ်နေသည့်ဆက်ယုံမျိုးတွင်အဘဲကြောင့်အာသွန်ခွန်ဆိုင်လုံနေတော့မည်နီပ
ပိုတာလီရင်3-5မူစပိန်တို့ချောချောမောမောရောက်သွားပြီနောက်လအနှဲငယ်ကြာသည့်အခါတွင်တိုက်လေရင်အနှဲငယ်ပို့နိုင်ခဲ့သည်တို့ရတွင်သမုတ်တရားတဲ့ရေတပေါက်ကြသည်နှင့်စပိန်အစိုးရကကျင်းနှန်းတွေတစောင်ပြီးတစောင်ရိုက်၍အကူအညီတောင်းနေသည်ပြင်သစ်ပလိတ်တို့ကလေရင်ငွေများကိုမျက်စိတောက်ထောက်၍ကြည့်နေကြသည်ဗီလာဤခံညာသည့်မျက်နှာသည်သတင်းစာမျက်နှာဖုံးတွင်နေ့တိုင်းပါနေသည်မဆွတ်ဖက်ရေးဝါဒကိုအေယာမစွန်စားမှုကြီးတစ်ခုအဖြစ်ချီးမွမ်းငန်းဖွင့်နေသည်ငြိမ်းချမ်းရေးကိုကျွန်တော်တို့ထိမ့်သိမ်းနိုင်ခဲ့ကြပြီဟုကျဲလောင်စွာအော်နေသည်စပိန်ကလေးတငယ်များအတွက်နှုတ်မုံဝဲရန်ဟုဆိုကာငွေ9000လှူသည်ကလေးများအားလုံးအတွက်ဟုလဲပြောလိုက်သေးသည်ထိုသတင်းကိုဖတ်ပြီးပီယာဒေါ်ပွားလိုက်သည့်ဖြစ်ခြင်းမောင်လဲကလေးတွေကိုချစ်တတ်ပါတယ်ဒါပေမဲ့ဘီလာမှာများကလေးရှိရင်သူ့ကလေးကိုလဲပင်ညှစ်ပစ်ချင်တယ်ဟုအက်ဂနီစ်ကိုပြောမိသေးသည်နေ့စဉ်နှင့်အမျှဂျာမန်ဘုံများသည်မက်ဒရစ်မြို့ပေါ်သို့ကျနေကြသည်ပါရီမြို့ကဒတိုင်းများပေါ်တွင်ဘုံမှန်၍တေကျေပြက်စီးရသည့်စပိန်ကလေးများ၏ရုပ်ပုံများကိုတွေ့နေရသည်အက်ဂနီစ်ကမူထိုပုံများကိုမကြည့်ရဲစိတ်ဆင်းရဲသည်ဟုဆိုသည်ပီယာကဘာမှမပြောသူစိတ်ဆင်းရဲခဲ့ရသည်မှာကြာလှပြီဖရန်ကိုကတိုလီဒိုကိုသိမ်းပြီးနောက်မက်ဒရစ်ဘက်သို့ခြိတက်လာနေသည်သတင်းစာတချို့ကအယ်ကာဇာမြို့ကိုကာကွယ်ခဲ့ကြသည့်ဖရန်ကို၏ဖက်စစ်တပ်များကိုချီးကျူးရေးကြသည်တချို့ကတိုလီဒိုတွင်ဖရန်ကို၏တပ်များကမြို့သူမြို့သားများကိုတပ်ဖြတ်ကြသည့်အကြောင်းကိုရေးကြသည်ကျွန်တော်တို့၏စင်လာကြီးသောပြင်သစ်လူမျိုး၏ညံအမျော်အမြင်ကြောင့်ဤအနိဋ္ဌာယုံတို့ကိုမတွေ့ရတော့ပြီဟုဂျူလီယော့ကရေးသည်ဘရီဂျူ၏နောက်လိုက်များကမက်ဒရစ်မြို့ကျလျင်အထိမ်းအမှတ်ပွဲတွေလုပ်ရန်ပြင်နေကြသည်တို့ရတွင်စပိန်ပြည်သူများကမူအလျှော့မပေးကြအရှုံးမပေးကြဗီလာ၏တစ္ဆာဖောက်မှုသည်ဗက်ပေါင်းစုံတစ္ဆာဖောက်မှုဖြစ်သည်ဟုပီယာထင်၏သူကိုလည်းတစ္ဆာဖောက်သည်အက်ဂနီစ်ကိုလည်းတစ္ဆာဖောက်သည်ပြင်သစ်ပြည်ကြီးကိုလည်းတစ္ဆာဖောက်ရာရောက်သည်ဗီလာ၏တစ္ဆာဖောက်မှုသည်နှာခေါင်းထဲတွင်အပုပ်နှံ့ဆွဲနေသလိုသူ့ရင်ထဲတွင်ဆွဲနေသည်ပါဇက်ထဲတွင်ဆေးကားကြီးဆွဲသလိုသူ့အသေးတွင်ဖျောက်ဖျက်မရအောင်ဆွဲနေသည်ပီယာသည်ပါရီကိုဘုံလာ၏ပါရီသည်ဘာမှမဖြစ်သည့်နှင့်ပျော်မြဲပါမြဲကဖေးများတွင်လူတွေစီကားစေနိုင်ငံရေးစကားတွေကိုအာပေါင်းအာရင်တန်တန်နှင့်ပြောကြစေဖဲဝိုင်းတွေကအမြိုင်သားကပွဲခမ်းမဆောင်များတွင်ခုနှစ်လွှာချွတ်ကပွဲတွေတစ်ချိန်ချိန်အိုဩဆွဲတံမရှိဘုံတံမကြားရရှာရှာပါပါမျက်ရည်ကလေးမျှပင်မကြဘာမှမဖြစ်ကျောင်းတွေပြန်ဖွင့်ကြသည်ကလေးတွေကလွယ်အိတ်တစ်တွေခဲရံမှုအတစ်တွေကိုကင်ကာလမ်းမတွင်အော်ဟစ်ပြေးလွှားလာကြ၏ပါရီကကလေးတွေအပူပင်မရှိရဲမောနေနိုင်အောင်တံမိုးမြည်မျှပေးရသည်ကိုပီယာသိသည်မက်ဒရစ်မြို့စွန်တွင်စပိန်ပြည်သူတို့ကခံတိုက်နေကြရသည်မဟုတ်လောပါရီကရိတ်သာလမ်းမတွင်တစ်ကြားပွင့်နီနီရွှေရွှေတို့ကြွေစပြုပြီးအမဲလိုက်ရာသည်ရောက်တော့မည်တက်ဆသည်မြို့သားကြီးရှမ်ဘရွန်ဤတော်အိမ်သို့ရောက်နေသည်ရစ်တကောင်ကိုပြစ်ပြီးနောက်အိမ်ဖော်မကလေးတယောက်နှင့်အတူပျောက်သွားသည်ထိုသတင်းသည်လွတ်တော်ဧကန်ထဲတွင်ပြန့်နေသည်တို့ရတွင်ဗီလာကမူတောပြစ်သည်ကိုမကြိုက်သွေးတန်ရဲရဲကိုမကြည့်ရဲသူသည်မေတ္တာဝါဒီတူဖြစ်၏ဒီလောက်တောင်ဖြစ်ရင်လဲတတ်တတ်လို့စားနေပါတော့လားဗျာဟုပီယာစိတ်ဆိုးဆိုးဖြင့်ပြောမိသည်မစ်ရှောကစိတ်မပြည့်မကြာမီတွင်အပျော်တမ်းတပ်ဖွဲ့တစ်ခုနှင့်အတူစပိန်သို့သွားရတော့မည်ပီယာသည်မစ်ရှောကိုကြည့်၍သဘောကျသည်မနာလိုဝင်တိုခြင်းလည်းဖြစ်မိ၏မစ်ရှောလိုလူမျိုးကမူအားကြဖို့ကောင်းသည့်လူမျိုးအနိုင်ယူရဲဖို့လိုတယ်အဲ့ဒါကပိုခက်တယ်ဟုပြောခဲ့ဘူးသည်ပီယာသည်မစ်ရှော၏စကားကိုယခုမှရေးရေးသဘောပေါက်လာသည်ရှေးလူကြီးများသည်အောင်မြင်ခြင်းကိုတောင်ဟုံဖြန့်နေသည့်ငှက်ရုပ်ကြီးဖြင့်သင်္ကေတဆောင်၍ပြခဲ့ကြ၏တို့ရတွင်လွယ်လွယ်ဖြင့်တောင်ဟုံဖြန့်နိုင်ခဲ့ခြင်းမဟုတ်ထိုငှက်ဤခြေထောက်များသည်လေးလံဆုပ်ပြတ်လျက်
သွေးတွေဖုံမှုန့်တွေဖုံးလျက်အခန်း26လူစန်းသည်တန်တမန်အလုပ်တွင်နည်းနည်းမှမပြောရုံးလောက်ကနည်းနည်းကြံသည့်အချိန်များကိုလည်းမြည်တို့ဖြုံးရမည်မသိပြင်းပြင်းရှိတိုင်းရီနေဆန်ခေတ်ကမျက်နှာကျက်ပကြီးကားတွေကိုရှောက်ကြည့်သည်ကျောင်းသားတွေလားတွေကိုရှောက်ကြည့်သည်ပါရီကကဖီးများတွင်ထွေရာလေးပါးရှောက်ပြောရသည့်အရာသာကိုသူတတိရသည်ကိုအိယာနှင့်ကိုစစ်ကရက်ဆွတ်တန်လိုမြင်နေကြဖြစ်သည့်အသားကျပြီးသားရင်းနှီးပြီးသားအတင်းအဖြစ်တွေကိုနားထောင်ခြင်းသည်ဇက်ပွဲတွေကိုကြည့်ခြင်းသည်ထိုရာများမရှိဘဲသူမနေနိုင်ထို့ကြောင့်လကကောင်းသည့်တန်တမန်အလုံးမှထွက်မည်စိတ်ကူးမိသေးသည်တို့ရတွင်စပိန်ပြည်တွင်ပေါ်ပေါက်လာသည့်အရေးခင်းများကြောင့်မထွက်ဖြစ်တော့ရှေ့မော်တော်ကားမီးရောင်ထဲတွင်ပေါ်လာသောလမ်းဘေးဆိုင်ဘုတ်များလိုအပြောင်းလဲမြန်သည့်လူဆန်းသည်လည်းယခုဒီချိန်တွင်အမှန်တရားကိုတွေ့ပြီဟုထင်လိုက်ပြန်သည်စပိန်ကဖက်စစ်တို့၏ပုံကံမှုကိုကြည့်၍လူဆန်းစိတ်ဓာတ်တက်ကြွနေသည်တခါတရံတွင်မူလျှို့ဝှက်သေးဖို့ပြဇက်တပုတ်ကိုကူ၍ဇက်တိုက်ပေးနေသည်ဟုပင်သူ့ကိုယ်သူထင်လိုက်သေးသည်လူတွေကမျက်နာရှည်ရှည်မေယိုပယိုးကြီးတွေအထင်းသားပေါ်လျက်တယောက်ကိုတယောက်တတ်နေကြသည်ဖျားမဲတွေဟုဆိုကာကားစဉ်တင်၍မီးရှို့တတ်နေကြသည်တချို့ကလက်ဝကတိုင်ကြီးတွေကိုဝှေ့ရမ်းကာသေမင်းကိုတတို့သမီးအောင်းမိတ်နေကြသည်ခြေကျိုးလက်ပြတ်တွေဆိုလျင်စပိန်တွင်ခေါပနီတပ်ပင်ဖွဲ့လောက်ပြီခါကုန်းနေသူမျက်စိမမြင်သူလူစဉ်မမီသူများသည်သူတို့နေထိုင်ရာအိမ်ကောင်းကလေးတွေကထွက်လာကြသည်ကောင်းမီကျုံအမျိုးသမီးတွေကစက်တနက်ကင်တပ်သားများကိုပွေဖက်နှုတ်ဆက်ကြသည်ဇာရက်တောင်များသည်လက်ပြည့်ဘုံများပေါ်တွင်တဖြတ်ဖြတ်လှုပ်ရမ်းနေကြသည်ရှုခင်းများသည်လူဆန်းအဖို့အစမ်းတကြဲတွေကြီးဇပွဲတစ်ခုကိုကြည်နေရသလိုအရသာဆုံးသည်ကျန်းတန်းသည်စုတ်ချက်ရဲရဲဖြင့်တစ်ချက်တီးဆွဲချလိုက်သည့်စီစေးကားတစ်ချက်လိုရဲတင်းသည်စပိန်တွင်ဖက်စစ်ပါတီခေါင်းဆောင်တယောက်နှင့်အသည့်အကျွမ်းဖြစ်ခဲ့သည်သူ့အမူအရာကအေးဆက်ဆက်မှုံကုတ်ကုတ်ဖက်စစ်စစ်တပ်တွင်ဗိုလ်မှူးတဦးဖြစ်ပြီးဂျိုဆေဂွာနက်ဟုခေါ်သည်လူကတယူတန်တစောက်ကန်းနေ့တွင်လူတွေကိုပြစ်တက်ပြီးညတိုင်လျင်ဖျားကိုတွင်တွင်ရှခိုးတတ်သည်စပိန်ဖက်စစ်တပ်မှူးကသူ့အတွေးများကိုပြောပြသည့်အခါတွင်လူဆန်းအံ့ဩနေသည်ဂျိုဆေကလူတွင်ယာရူးကုန်အဆင့်အတန်းသည်အလွန်အရေးကြီးကြောင်းလူချင်းညီတူညီမျှဖြစ်ရမည်ဆိုသည်မှာလုံးဝမဖြစ်နိုင်ကြောင်းဘာမှနားမလည်သည့်တာမန်လူတို့သည်ပညာရှိသူအရေးချင်းရှိသူစိတ်တကိုယ်တတ္တိအားကောင်းသူဤအုပ်စိုးမှုကိုခံရမည်ဖြစ်ကြောင်းဖြင့်လူဆန်းကိုပြောပြ၏လူဆန်းသည်သူ့စကားကိုနားထောင်ရင်းပါရီတုံးက Humanité Communiste သတင်းစာဆောင်းပါးရှင်ကသူ့ကိုစော်ကားမော်ကားရေးခဲ့သည်များကိုပြန်၍အမှတ်ရလာ၏ကွန်မြူနစ်သတင်းစာကဆောင်းပါးရှင်သည်ဘာနာလေသနည်းသူမြသာမကပီယာဆိုသည့်လူလဲဘာနာလေသနည်းတာမန်အညတရမျှသာလောကတွင်ပီယာလိုလူတွေကြီးထိုမြမကရွေးကောက်ပွဲကနန်းတင်ချာတွက်ကြရသည်မှလဲမြည်မြစိတ်ပြက်ဖွယ်ကောင်းသနည်းသူ့အတိုင်းဝိုင်းသည်သူ့လိုလူတယောက်၏တန်ဖိုးကိုမသိကြသူ၏အားကောင်းချက်များကိုတန်ဖိုးမထားကြတို့ဖြင့်လူဆန်းသည်စပိန်ဖက်စစ်များကိုအကြီးအကျယ်သဘောကျနေသည်ဂျိုဆေကကြေညာစာတမ်းတွေရေးသည်စက်ချုပ်သမားတတ်ထုတွင်အလုတ်သမားစသည့်တာမန်လူတို့၏ထင်မြင်ချက်သည်သူ့အဖို့ဘာမှအရေးမကြီးလူဆန်းလဲထို့အတူကဘာဟောင်းကြီးကိုလှုပ်ရဲကန်ရဲသည့်လူတစုကတွန်းလှန်ဖြိုဖျက်ပြရမည်လောက်ကြံအာနာသိမ်းမှုဖြင့်အသစ်ပြောင်းပြရမည်ဟုလူဆန်းမကြာခဏပြောခဲ့ဘူး၏သူစကားများကိုကွန်မြူနစ်များကရေမောလှောင်ပြောင်ခဲ့ကြဘူးသည်လူတွေကိုပညာပေးရေးလူထုကိုလှုံ့ဆော်ရေးစသည့်လုပ်ငန်းများကိုလုပ်ရမည်ဟုသူတို့ကပြောခဲ့ကြသည်ကွန်မြူနစ်များသည်ခေတ်နောက်ကျနေပြီအတိတ်တွင်ကြံရစ်ခဲ့ပြီဟုလူဆန်းထင်သည်သူတို့ပြောခဲ့သည့်ကားမတ်စ်ပါရီဘုံဖွဲ့ဒီမိုကရေစီတိုးတက်မှုစသည့်စကားများသည်ဘာအတိတ်ပဲမှမရှိတော့
အမိုက်ဘုံထဲသို့လွှင့်ပစ်လိုက်ဖို့ကောင်းသည့်အရာတွေဟုသူထင်သည်သူတို့ပြောသည့်မတ်ဝါဒသည်လူအခွင့်အရေးပညာလူသားပဓာနဆိုသည့်ကြောက်စရာအယူအဆတွေနှင့်ရောထွေးနေသည်ကိုကွန်မြူနစ်တွေသိပုံမရကြစင်စစ်လူအဖွဲ့အစည်းသည်ယခုသူနေသည့်အိမ်လိုစတူယန်ပုံကြီးမဟုတ်ပရမစ်လိုအထက်မှအောက်မှအထက်တည်နေသည့်အရာဖြစ်သည်ဖက်စစ်ဝါဒသည်စံသစ်များကိုထူထောင်လိမ့်မည်စာအုပ်များအစားကိုကာယကြမ်းခိုင်တောင့်တင်းမှုနှင့်အားကစားစံချိန်တို့ကိုဦးစားပေးလိမ့်မည်ပါလီမန်အစည်းအဝေးခံစာများနှင့်ညှင်းခုန်မှုများအစားအစိုးရအဆောက်အအုံများကိုလက်နက်ကင်သိမ်းပိုက်သည့်နီးကိုအားပေးသည်ရွေးကောက်ပွဲထက်တော်မီကန်ကိုပိုသဘောကျသည်ယိုဆေပြောသည့်စကားများထဲတွင်လူဆန်းသဘောကျသည့်အချက်တစ်ချက်ရှိသေး၏ယင်းမှာအခြားမဟုတ်မရဏတရားကိုကိုးကွယ်ခြင်းဖြစ်သည်လူငယ်များနှင့်စိတ်ဓာတ်ထက်သန်သူများကိုပင်လွှမ်းမိုးဩဇာပေးနိုင်သောမရဏ၏တကူကိုလူဆန်းသဘောပေါက်ခဲ့သည်မှာကြပြီထိုကြောင့်ကိုဝိတ္ထုတပုတ်ပင်ရေးခဲ့ဘူးသေးသည်ကွန်မြူနစ်ဝါဒကိုတခါကထောက်ခံရေးခဲ့မိခြင်းမှာကလောင်ချော်သွားခြင်းကြောင့်ဖြစ်သည်သူတငယ်ချင်းတွေကွန်မြူနစ်ဖြစ်သွားကြသည်ကိုအားကျမိခြင်းနိုင်ငံရေးစကားလုံးအသစ်တွေကိုတာယာသွားမိခြင်းလူငယ်တွေသဘောကျခြင်းစသည့်အကြောင်းများကြောင့်ဖြစ်သည်ယခုမူလူဆန်းသည်ဂျိုဆေကိုအားကျနေပြန်ပြီသူ့ဖို့မရဏသည်တတိတံပစင်ကပ်ရာနိယာမတရားအကျွင်းမဲ့သစ္စာတရားမတော်တဆဖြစ်မှုများကိုပြင်ဆင်ပေးသည့်ဓမ္မထို့ကြောင့်လူဘဝသည်ဘာမှအတိတ်ပဲမရှိတို့ဖြင့်လူဆန်းသည်သူ့ဝါသနာသစ်တွင်ပျော်နေသည်ဂျိုဆေကသူ့ကိုပါရီသို့သွားပြီးစပိန်ဖက်စစ်များနှင့်ဘရီဂျူးတို့ကိုအဆက်အသွယ်လုပ်ပေးရန်ပြောသည့်အခါတွင်လူဆန်းသဘောတူလိုက်သည်လူဆန်းသည်ပါရီသို့၎င်းတန်ယုံကို၎င်းအတိမပေးသူ့အလုတ်အကြောင်းကိုမတွေးခြင်းအလုတ်ကြောင်းကိုတွေးမိလျင်ဂုံငယ်သည်ဂျာကာမတဆင့်ပါရီသို့လာခဲ့၏မော်တော်ကားကတောင်ကုန်းတွေကြားမှကွေးကောက်နေသည့်လမ်းတစ်လျှောက်တွင်ပြေးနေသည်မြေကြီးကနေလောင်သဖြင့်နီနီညိုညိုရွာသားတစ်ယောက်ခရီးသည်တဦးမှမတွေ့ရရှုခင်းသည်လူဆန်း၏ခံစားချက်နှင့်လိုက်ဖက်နေသည်သူ့ဖို့မရဏသည်တူတုံစင်းညီမရင်းတစ်ယောက်တပွဲနီညိုလျက်ပူလောင်လျက်စမ်းကြယ်သည့်စပိန်ကအဖြစ်အပျက်နှင့်စာလျင်ပြင်သစ်ပြည်ကရှုခင်းများသည်သူ့ဖို့အသေးအဖွဲတွေကြီးစကားတွေကလည်းကြားနေကြစကားတွေလာစာမပြတ်ခွင့်ရက်များနှင့်အခွန်တော်များအကြောင်းအားလုံးတိုးတက်နေကြသည်ရောက်သည့်နေ့တွင်အားလုံးအစဉ်ပြေနေပါပြီဆိုသည့်သူမကြားခြင်းဆုံးသောစကားများကိုကြားရသည်သူဖေကသူ့ကိုဝမ်းသာအားရစီးကြို၏လူဆန်းသည်သားစိုးသားမိုက်တယောက်မဟုတ်တော့တန်ရာရှိတယောက်ဖြစ်နေပြီလူဆန်းကသူပါရီသို့လာသည့်အကြောင်းကိုမပြောဘဲခြံထားသည်တက်ဆာကလည်းစပိန်ပြည်အခြေအနေကိုမမေးမီဖရန်ကိုနိုင်မီဆိုသည်ကိုဘေးတင်မမေးဘဲသိနေပြီတခြားကိစ္စများကိုမူစိတ်မဝင်စားတော့တက်ဆာသည်သူ့စီမံကိန်းများကိုလူဆန်းအားပြောပြ၏ယခုချိန်တွင်တက်ဆာသည်လွတ်တော်နိုင်ငံသားရေးရာကော်မတီတွင်ဥက္ကဋ္ဌဖြစ်နေပြီနိုင်ငံသားရေးရုံးမှလျှို့ဝှက်အစီရင်ခံစာများကိုလေ့လာလျက်ရှိ၏အချိန်ကောင်းရောက်သည်နှင့်တိမ့်တိမ့်တုံသွားမည်လွတ်တော်မိန်ငွန်းကြီးတစ်ခုကိုပြောကာအစိုးရကိုဖြုတ်ချမည်ဟုဆိုသည်လူဆန်းကတန်းဝေလိုက်သည်ပါလီမန်လွတ်တော်ထဲကကစားကွက်တွေကိုသူမယုံတော့ဘရီဂျူးကလူမျိုးစုံနှင့်ဆက်ဆံတတ်သည်ဂရစ်နဲ့လူအမာကန်တပ်သားများနှင့်ဆိုလျင်ကြမ်းကြမ်းတမ်းတမ်းမာရီကြောရီဆက်ဆံသည်လွတ်တော်အမတ်တွေနှင့်ဆိုလျင်မြောက်လိုက်ပင်းလိုက်လှုပ်တတ်သည်လူဆန်းကိုမူတန်းတူထား၍ဆက်ဆံ၏လူဆန်းကလာသည့်ကိစ္စကိုဖွင့်ပြောသည်ဤတွင်လူဆန်းကိုအထင်ကြီးသွား၏သူတို့နှစ်ယောက်ဖက်စစ်ဝါဒပြန်ပွားရေးအကြောင်းကိုပြောကြသည်ဖရန်ကို၏ပုံကန်ထားကြွမှုကိုနမူနာအဖြစ်ယူရမည်ဟုသဘောတူကြသည်ဘရီဂျူးသည်အယာကာဇာမြို့ကိုကာကွယ်ခဲ့သည့်ဖက်စစ်တပ်မှုဗိုလ်မှူးကြီးမူကာဒိုကိုရွှေဒလွယ်တစင်းလက်ဆောင်ပေးရန်ရည်ရွယ်ထားသည်ယခုထိုရွှေဒလွယ်လောက်ရန်ရန်ပုံငွေကောက်နေသည်ထို့နောက်ဘ
ရီဂျူးကအလောက်ကိစ္စကိုဆွေးနွေး၏စပိန်တို့လက်နက်များပို့ရေးဖရန်ကိုတပ်များအတွက်လေယာဉ်မောင်းသူများပို့ရေးဆက်သွယ်ရေးကိစ္စအစသည်တို့ဖြစ်သည်ဖရန်ကို၏ဌာနချုပ်ဖြစ်သောဘာစီလိုနာမြို့မှထောက်လှမ်းရေးကိစ္စများကိုပါရီမှတဆင့်သွားရန်စသည့်ကိစ္စများပါသည်ခမားဘယ်တော့ပြန်မလဲဘရီဂျူးကမေးသည်မပြောတတ်သေးဘူးဗျဘရီဂျူးက6သွေး၍ပတ်ကြားအပ်နေသည့်သူ့လက်ဖြင့်လူဆန်း၏လက်မောင်းကိုစုပ်ကင်လိုက်သည်ကျုပ်ကခမားထက်အသက်အများကြီးကြီးတယ်ဒါပေမဲ့လူတယောက်ရဲ့အသက်ကိုပြက်ကလေးမော်ကနှစ်တွေလတွေနဲ့တိုင်းတာမဟုတ်ပါဘူးဗျာစိတ်ဓာတ်နဲ့တိုင်းတာပါခမားလဲတည်သားပဲဘာဖြစ်လို့စပိန်ကိုပြန်သွားနေတော့မှလဲတကယ်အဆုံးဖြတ်ပေးမဲ့နေရာကဒီမှာဗျချတော့မလားဟုတ်တယ်ဘရီဂျူးကအမာကန်တပ်များအကြောင်းကိုလူဆန်းအားပြောပြ၏ဒီမှာခမားအခန်းကအရေးကြီးတယ်ခမားအဖေကကျွန်တော်အဖေနဲ့ကျွန်တော်နဲ့ဘာမှသဘောမတူဘူးဟုတ်ပါတယ်လေကျွန်တော်သိပါတယ်ခမားအဖေကနိုင်ငံသားကော်မတီမှာဥက္ကဋ္ဌပြုတချို့ပြည်ပဆက်ဆံရေးကိစ္စတွေကိုကျွန်တော်တို့ဘာမှမသိရဘူးအားလုံးဖုံးထားတယ်ခုတော့ခမားရောက်လာပြီဆိုရင်ကျွန်တော်တို့အဖို့တော့ကြားခွက်ကောင်းကောင်းရွှေ့နိုင်တာပေါ့ရန်သူကဘာရွှေ့မလဲဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်လေဒီကိစ္စကမက်ဒရစ်တိုက်ပွဲလို့စိတ်ကူးယဉ်နေလို့တော့မဖြစ်ဘူးနော်အချိန်ရှိတယ်သူ့အချိန်နဲ့သူလောက်ရမှာနောက်ကျလို့မဖြစ်ဘူးလူဆန်းခေါင်းညှိတ်ပြသည်ပြန်ကန်နီးတွင်လူဆန်းကဘလို့တာဝန်မျိုးပဲဖြစ်ဖြစ်အစင်သင့်ပါခုတာဝန်ကိုလည်းစိတ်ချပါကျွန်တော်ကြိုးစားပါမယ်ဘာဖြစ်လို့ကျွန်တော်ဒီလောက်စိတ်အားထက်သန်နေရတယ်လဲသိလားမျိုးဆက်တိုင်းဟာသူ့ကံကြမ္မာနဲ့သူဖြစ်လာရတာပဲဗျဒါကိုတမိုင်းနဲ့ပတ်သက်တဲ့ကံယုံဝါဒလို့ခေါ်ခြင်းလဲခေါ်ပေါ့လीကျွန်တော်ဖို့တော့တေခြင်းတရားဆိုတာရုပ်ကလတ်စည်းတွေဖောက်ပြန်ပျက်စီးသွားတာလည်းမဟုတ်ဘူးရုပ်ခန္ဓာတစ်ခုကနေတစ်ခုကိုရည်ရွယ်ချက်မရှိဘဲပြောင်းသွားတာလည်းမဟုတ်ဘူးတမလွန်ဘဝတစ်ခုကိုကူးပြောင်းသွားတာလည်းမဟုတ်ဘူးတေခြင်းတရားဆိုတာအစင်းမြင့်တဲ့ပုဂ္ဂလိကဖန်တီးနိုင်မှုစွမ်းအားကြီးတစ်ခုလို့ကျွန်တော်တို့ယုံပြီးသားဘရီဂျူးသည်တေချာသည့်ရောင်သပင်နီနီနှင့်လူဆန်းဤချောမောသည့်မျက်နှာကိုငေးကြည့်နေသည်ခမားပြောတာဟုတ်ကောင်းဟုတ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အဖို့တော့ဘာသာတရားကဟောတဲ့ပုဂ္ဂိုလ်အမရသဘောကိုမစွန့်လွတ်နိုင်သေးဘူးဗျကျွန်တော်သားသိခဲ့ပြီလေလူဆန်းသည်သူ့ဖေနှင့်အကြီးအကျယ်စကားများရသည်သူသားတန်တမန်အလုပ်ကိုစွန့်ပစ်ခဲ့ပြီးဆိုသည့်အခါတွင်တက်ဆအကြီးအကျယ်ဒေါ်ပွား၏စူသည်ရောအော်သည်ရောလှုပ်သည်လူဆန်းကလည်းသူထွက်ခဲ့ရသည့်အကြောင်းကိုရှင်းမပြနိုင်သူ့ဖေထံကလည်းငွေအတော်များများတောင်းရအောင်မည်လူဆန်းသည်တဖြည်းဖြည်းနှင့်စပိန်ပြည်ကအကြောင်းကိုမေ့သွားသည်ဘရီဂျူးပြောလိုက်သည့်လောက်ကျန်ရေးအစီအစဉ်ကလည်းဘာမှမရေမရာစီမံကိန်းမရှိရက်အကန့်အသတ်မရှိဘရီဂျူးကအချိန်ဆောင်ရမယ်ဟုမကြာခဏပြောတတ်သည်တို့ရတွင်ဂျိုဆေ၏တပ်ဖွဲ့များသည်မက်ဒရစ်မြို့နားသို့ရောက်နေကြပြီလူဆန်းသည်သူ့အဖေစပွဲမှစာရွက်စာတမ်းများကိုခိုးဖတ်ခါဘရီဂျူးထံမှန်မှန်သတင်းပို့သည်တို့ရတွင်ဤလောက်ကထင်သလောက်အချိန်မကုန်ထို့ကြောင့်လူဆန်းပြင်းသည်အချိန်ကုန်အောင်လူဆန်းလျှောက်လေသည်တို့ရတွင်မပြောပါတီများသို့တက်သည်ကာပွဲများသို့သွားသည်မိန်းကလေးတွေဖြင့်ပလူးသည်ဤတွင်မွန်တီနီဆိုသည့်စက်မှုလုပ်ငန်းရှင်ကြီးတယောက်၏သမီးတယောက်နှင့်တွေ့ကြသည်ဂျိုဇက်ဖင်ကခဝဝအယေတန်သည်လူဆန်း၏ခံငင်းငင်းမျက်နှာထားကိုသဘောကျသည်စပိန်ပြည်အကြောင်းလူဆန်းပြောလျင်နားထောင်၍မဝစကားပြောနေရင်ချက်ချင်းရပ်သွားကာတိတ်ဆိတ်စွာငေးကြည့်နေတတ်သည့်လူဆန်းကိုဆွဲနေပြီဤသတင်းကိုကြားသည့်အခါတွင်တက်ဆ၏မျက်နှာသည်ဝင်းထိန်သွား၏သူသားလူဆန်းသည်ဤမြမအရန်ရာတထေးသမီးတယောက်အတွက်ဒုတိယကောင်စစ်ဝင်ရာထူးကိုစွန့်ခဲ့ခြင်းဖြစ်ပုံရသည်ဂျိုဇက်ဖင်သည်လူဆန်းကဖွင့်ပြောမည့်အချိန်ကိုစောင့်နေသည်လူရှင်းသည့်ကဖီးများဘိုလွန်ညာဥယျင်တို့တွင်ချိန်တွေ့သည်တို့ရတွင်လူဆန်းကသူ့ခံစားချက်များကိုတတိပြုဟန်မရှိတနေ့တွင်မူဂျိုဇက်ဖင်မနေနိုင်တော့
လူဆိုင်၏လက်ကိုဖမ်းဆွဲလိုက်သည်ရာဒီကဆောင်းဥပေါပညာနယ်ကလမ်းနီကလေးတိုင်းလျှောက်လာကြသည်ခလန်းလန်းတွင်မြင်းစည်းကျင့်နေသည့်အမျိုးသမီးတစ်ယောက်ကြာဘုတ်ကိုတရွှမ်းရွှမ်းရမ်းလျက်ရှိ၏ဂျိုးဆက်ဖင်မျက်နှာတစ်ခုလုံးထူပူသွားကတစ်ဖက်သို့လှည့်လိုက်သည်လူဆန်းကလက်ကိုအသာအရာလွှတ်လိုက်၏ကိုရှင်းပြောမယ်ဂျိုးဆက်ဖင်မင်းကိုချစ်တယ်မင်းကချမ်းသာတယ်သဘောလဲကောင်းတယ်ဒါပေမဲ့မင်းဘဝနဲ့ကိုဘဝကတခြားစီမနေ့ကဆိုရင်ကို့မှာပက်ဆံမရှိလို့ကို့နာယီကိုပေါင်ရတယ်မင်းကိုလက်ဖြားနဲ့တောင်မတို့ရက်ဘူးမင်းကငယ်ကလေးရှိသေးတယ်ခုမှ23နှစ်ရဲလို့မောလို့ကိုကမင်းလို့မဟုတ်ဘူးကို့မိတ်ဆွေဂျိုးစေဆိုတဲ့လူလိုပဲကိုကတေမင်းကိုတစ္ဆာနှံထားတဲ့လူအခန်း29လူဆန်းနှင့်ဂျိုးဆက်ဖင်ခတ်တန်းတန်းဖြစ်သွားပြီဟုကြားရသည့်အခါတွင်တက်ဆဒေါသထွက်သည်တင်းလေးကြဘိုးကိုမြည်သည့်အခါမှကဲတင်၍ရတော်မည်မဟုတ်ဟုမှတ်လိုက်ပြီတို့ရတွင်ပြဿနာကဤမြနှင့်မရက်တခုတိုးလာသည်ရောမရှိပြင်သည့်တန်မတ်ထံမှပို့လိုက်သည့်အစီရင်ခံစာတစ်စောင်ကိုဖတ်နေစဉ်ဒင်းနစ်ဝင်လာ၏တက်ဆဝမ်းသာသွားသည်သူချစ်သည့်သမီးနှင့်အေးအေးဆေးဆေးစကားမပြောရခဲ့သည်မှကြာပြီဒင်းနစ်ကိုကြည့်ရသည်မှာကောင်းကောင်းနေကောင်းဟန်မတူစိတ်ညစ်နေပုံရသည်ဟုသူ့အမေကပြောဘူးသည်လွတ်တော်ရွေးကောက်ပွဲတွင်သူအနိုင်ရသည့်နေ့ကကတောက်ကဆဖြစ်ပြီးသည့်နောက်ဒင်းနစ်စိတ်ကောက်နေသည်ဟုသူထင်သည်နိုင်ငံရေးကြောင့်တနွေလုံးစိတ်ပင်ပန်းခဲ့ရသည်သူ့မိသားစုကိုပင်ဂယုမဆိုင်နိုင်သူတို့အမေကလည်းယခုနှစ်တွင်ပင်လယ်ကမ်းခြေသို့မထွက်သူချစ်သည့်ဗစ်တဲကမ်းခြေတွင်တေးလေးကြဘိုးတွေပျော်မြူးတောင်းချမ်းနေသည်ကိုမကြည့်ရဟုဆိုသည်လူဆန်းကလည်းဘာမပြောညာမပြောအလုတ်ကထွက်လာသည်ယခုဒင်းနစ်ကိုတကယ်ပင်နေထိုင်မကောင်းဖြစ်သလောသူ့မျက်နှာကဖြူဖြော့မျက်ကွင်းတွေကညိုလျက်သူ့သမီး၏ကျမ်းမာရေးကိုမေးခြင်းသည်တို့ရတွင်မေးခွင့်မရလိုက်ပပသမီးတခြားသွားပြီးနေမလို့တက်ဆကမတက်မတာညီးလိုက်သည်ဘသူနဲ့လဲသမီးမှာချစ်သူရှိလို့လားမဟုတ်ပါဘူးတယောက်တည်းသမီးဖာသာနေမှာပါတက်ဆသည်သူ့သမီးကိုတအံ့တောကြည့်နေသည်ဒင်းနစ်တယောက်နေထိုင်မကောင်းဖြစ်ရမည်ဘာမှတန်တရားဖြစ်ဖွယ်မရှိတက်ဆသည်သူ့ကိုယ်သူအနိုင်ချုပ်တီးထား၏သူတကယ်ခံစားချက်ကိုဖုံးကာရင်ကျေးဟန်ဆောင်သည်ကဲဘာဖြစ်လို့နေကျင်တာလဲရှင်းပြပါအောင်ဗျာဒါတော့ပပတိမှာပါပပတခါကပြောဘူးသားပဲသမီးပပထောက်ပံ့ငွေနဲ့မနေကျင်တော့ဘူးဒီတော့သမီးဘာသာနေတာကောင်းမယ်ထင်တယ်ဘာလဲညီကလည်းညီကိုလိုသူများပေးစာကမ်းစာစားတောက်ပြီးနေကျင်လို့လားတက်ဆတီးမခံနိုင်တော့အော်ပြစ်လိုက်သည်ပပနားလေအောင်သမီးရှင်းမပြတတ်ဘူးပပကတော့ဒီလိုပဲပြောမှာပေါ့ဟုတ်တယ်ကိုဟာညံ့တယ်သူ့မှာအပြစ်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဟာကောင်းကောင်းမွန်မွန်နေခြင်းရင်နေလို့ရသားပဲဒါပေမဲ့ तू မနေဘူးပပကတော့ပြင်လို့ရတော့မှာမဟုတ်ဘူးဘယ်ကိစ္စကိုပဲလှုပ်ပပမှာအကျင့်ပါနေပြီအယိုးဆွဲနေပြီပပဟာလက်ယူတယ်လူစိုးလူမိုက်တွေကိုအကာအကွယ်ပေးထားတယ်စပိန်လူမျိုးတွေကိုဒုက္ခရောက်အောင်လုပ်ခဲ့တယ်ခုလဲသမီးကိုပြောကျင်တိုင်းပြောပြီးတော်ပြီပပသမီးတို့ရှေ့ဆက်မပြောကြရင်ကောင်းမယ်နေပါဦးညီးကဘယ်သွားမှာလဲသမီးမှာနေရာရှိပါတယ်အခန်းတစ်ခန်းငှားပြီးပါပြီဘာလဲညီးမေစီကပတ်စံတောင်းတယ်ပေါ့မေစီကတောင်းလဲငါကပဲပေးရမှာပါပဲမဟုတ်ပါဘူးသမီးအလောက်လုံနေပါတယ်နေပါဦးဒီတော့ညီးပညာလေးမတောက်တစ်ခေါက်နဲ့လကဘလောက်ရလို့လဲတလ800ပါတက်ဆကတမင်ပြုံးလိုက်၏မစိုးပါဘူးပညာသင်ပေးရကြိုးတော့နတ်သေးတာပေါ့နေအောင်ခဏကလေးလေးတယောက်ကိုကင်တယ်လို့ဒင်းနီအစ်လက်ကိုတယုတရကင်လိုက်သည်ဒေါသနေရာတွင်တနာချင်းအစားရောက်လာ၏သမီးကလေးတနာစရာဧကနာစိတ်ကြောက်ရက်ဖြစ်နေခြင်းဖြစ်ရမယ်တီးချိန်တန်တီး၍ပွင့်ချိန်တန်ပွင့်သည့်အရွယ်ရောက်ပြီ
သူ့မေကိုသူကအစောကြီးကလေးကပြောခဲ့ပြီးပြီမမိုက်ပါနဲ့သမီးရဲ့သမီးကောင်းကောင်းအနားယူရမယ်စေးကုရမယ်ဒါမျိုးဖြစ်တတ်ပါတယ်အာယုံရောအားနေတာပါပပလည်းငယ်ငယ်ကဒါမျိုးဖြစ်ဖူးပါတယ်နေအောင်ဒင်းနီစ်အပြင်ထွက်သွားသည်တက်ဆာကနောက်မှလိုက်သွားပြီးလက်ထဲသို့ငွေဆက်ကူတစ်ထပ်ကိုထိုးထည့်သည်ရော့ယူသွားသုံးညင်နာရှိရင်300တာပေါ့ယူသွားဒင်းနီစ်ကသူ့ပက်ဆံကိုလက်မခံတက်ဆာသည်စာကြည့်ဆောင်ထဲသို့ပြန်ဝင်လာခဲ့သည်ဆိုဖာပေါ်သို့လှဲချလိုက်၏မျက်ရည်တွေအလိုလိုစီးကြလာသည်သူ့မျက်ရည်တွေကိုသူကြည့်၍အံ့အားသင့်နေသည်သူ့တသက်တွင်တခါမှငိုဘူးသည်မထင်မိုက်လိုက်သည့်သမီးဤသို့ဖြင့်ပျက်စီးခြင်း5ပါးနှင့်ကြုံတော့မည်ငွေကလေး800နှင့်မြည်တို့စားတောက်နေထိုင်မည်နီတလမျှပင်ခံမည်မဟုတ်အဝတ်သည့်အစားသည့်ကလေးတွေဝစ်ချင်လိုက်အောင်မည်ထိုအခါတွင်ပတ်စံကိုမရအရရှာတော့မည်ထို့နောက်ဘာကြံတော့သနည်းဤတောက်နိုင်ငံရေးကြောင့်ပြဿနာတွေပေါ်ကုန်ပြီဤတောက်အလုပ်ကိုဘာကြောင့်များလုပ်ခဲ့မိလေသနည်းအိမ်မြင်တို့ရောက်သည်နှင့်ဒင်းနီစ်ရင်ပေါ့သွားသည်အပေါင်းအသင်းမဆန်းဟုသူ့ကိုပြောကြသည့်တိုင်ဒင်းနီစ်မျက်နာသည်အမြဲပြုံးနေတတ်သည်သူ့ဘဝသည်ရှေးလျှောက်၍ဆင်းရဲတော်မူတို့ရတွင်တိတ်ခါရှိသည့်ဆင်းရဲခြင်းမျိုးဖြစ်သည်ထို့ကြောင့်ဒင်းနီစ်အားမငယ်စိတ်မပြတ်အမြဲတမ်းညီးနေတတ်သည့်စရင်ငိုင်စရေးကြီးကသူ့ကိုခိုမလေးဟုခေါ်တတ်သည်မှောင်သဖြင့်တနေ့လုံးမီးတွေဖွင့်ထားရသည့်ရုံးခန်းထဲတွင်ဒင်းနီစ်ပြောသည်ရုံးတွင်အင်္ဂလိပ်ဂေါ်ဒန်ကျောက်စရင်တွေတွက်တော့လဲတပြုံးပြုံးအိမ်ရောက်တော့လဲတပြုံးပြုံးသူနေသည့်အခန်းမှာတဲခိုရိပ်သာတစ်ခုအောက်ကမြေတိုက်ခန်းကလေးဖြစ်၏မောင်မဲသည့်ကြောင်လိန်လေကားကလေးအတိုင်းဆင်းလာလျင်ဆိုစွတ်ထိုင်းမိုင်းသည့်အနက်နှင့်အပေါ်စားပေါင်နာနတ်ငါရောထွေးလျက်အခန်းနယံငတ်ဆက်ကူတွေကညစ်ပတ်ကုန်ပြီအခန်းထဲတွင်အိယာကိုပင်ကျင်းချင်းကြက်ကြက်ခင်းရသည်တို့ရတွင်ထိုအိမ်ကောင်းကလေးသည်သူ့အဖို့လှနေသည်နယံတွင်ချိတ်ထားသည့်မှုံဝါးဝါမှန်ထဲတွင်ကြည်သာရွှင်ပြသည့်မျက်နှာကိုပထမဆုံးမြင်ရသည်ဤသို့လွတ်လွတ်လပ်လပ်နေခြင်းခဲ့သည်မှကြာပြီမီရှောနှင့်တွေ့ပြီးသည့်ຫນွေဦးပေါက်တညနေကလေးကသူ့ဘဝလွတ်မြောက်ရေးကိုဒင်းနိစဉ်းစားခဲ့သည်ယခုသူ့မြေတိုက်မှန်ပရင်းကိုမိုးဆက်မုံမှုံတို့ပက်နေသံများကိုညတိုင်းကြားနေရပြီຫນွေဦးကဖြစ်ခဲ့သည့်တပိတ်အရေးအခင်းမီရှောဤအားပေးမှုတို့ကိုတွေ့ပြီးသည့်နောက်တွင်ဒင်းနိသည်ကိုခြေထောက်ပေါ်ကိုရနိုင်သည့်အခြေသို့ရောက်လာခဲ့သည်မျက်မှောင်ရေးရေးတွန့်နေသည့်သူ့နဖူးပြင်နှင့်သူ့ပြုံးသည်ဒင်းနီ၏ခိုင်မာပြတ်သားသည့်ပိုင်းဖြတ်မှုကိုဖော်ပြနေကြ၏မီရှောနှင့်အတော်ကြာကွဲကွာနေကြပြီးနောက်တညနေတွင်မမျှော်လင့်ပဲသွားတွေ့ကြသည်အကိုတို့လုပ်ငန်းတွေမစကြသေးဘူးလားညီမလည်းစပိန်ပြည်အတွက်တစ်ခုခုလုပ်ချင်တယ်ညနေဆိုရင်ညီမအားနေပြီသူတို့နှစ်ယောက်သည်စီဘတ်စပိုတိုရိပ်သာလမ်းမကြီးတစ်လျှောက်တွင်ရှောက်လာခဲ့ကြသည်လမ်းမများပေါ်တွင်နှင်းတွေပိန်းနေအောင်ကျနေ၏ပါရီဆောင်ဦး၏ပထမဆုံးနှင်းများဖြစ်ကြသည်လမ်းမီးပွင့်များသည်တိမ်တိုက်ဝါဝါကြီးတွေထဲတွင်မျောနေသည်ဟုထင်ရ၏ဘာကိုမှတဲတဲကွဲကွဲမမြင်ရလမ်းတွင်တယောက်နှင့်တယောက်တိုက်မိကြသည်လွင့်နေသောရေငွေ့ထဲတွင်တစ်ကြားသည်လှော်နတ်ရေမွေးနတ်နှင့်မိခိုးနတ်တို့သည်ရောထွေးလျက်ရှိ၏ဈေးဆိုင်ဘုတ်များမှမီးရောင်နီနီများသည်နှင်းထုမှုံကြီးထဲတွင်တလှဲ့စီပေါ်လိုက်ပျောက်လိုက်ဖြစ်နေကြသည်ညီမစီကိုတောင်ဖုံးဆက်မလို့လှုပ်သေးတယ်မစ်ရှောကပြောသည်ညီမမှာတယ်လီဖုန်းမရှိတော့ဘူးအကိုရဲ့ခုညီမအိမ်မှာမနေတော့ဘူးမစ်ရှောကသူပြောသည့်အဓိပ္ပာယ်ကိုနားလည်လိုက်သည်လက်ကိုအသာဖြစ်ညှစ်လိုက်၏ဒင်းနီစ်ကရဲသည်သူ့မျက်လုံးများသည်ဈေးဆိုင်များမှကြော်ညာမီးပွင့်များလိုနှင်းမုန်ထဲတွင်လက်နေကြသည်သူတို့နှစ်ယောက်သည်မြို့တော်ခမ်းမအနီးသို့ရောက်လာကြ၏မက်ဒရစ်ဆိုသည့်စကားလုံးကိုလူတိုင်းနှုတ်ဖျားမှကြားနေရသည်အရရှိမျက်နှာမှကြားနေရသည်စပိန်သို့သွား၍တိုက်ချင်နေကြသည့်လူငယ်များကလေးများကိုရင်ဝင်တွင်ပိုက်ခါရှိစုမဲစုကလေးများကိုစပိန်မှမိခင်များအတွက်လာလှူကြသည့်အမျိုးသမီးများ
အလုတ်သမားများပကြီးစရာများစပွဲတို့များကျောင်းသားများနိုင်ငံသားများကလည်းမက်ဒရစ်အကြောင်းကိုပင်ပြောနေကြသည်တုတ်သီးတုတ်ပြအသက်ရှင်နေရသောပါရီတစ်မြို့လုံးသည်မြို့တော်ခမ်းမအလှခံရုံးခန်းထဲရှိမက်ဒရစ်မြို့မြေပုံနှင့်စပိန်သမ္မတနိုင်ငံ၏အလံကလေးများကိုသာအာရုံစိုက်နေကြသည်မက်ဒရစ်နားကိုရောက်နေပြီဆိုမက်ဒရစ်မြို့ကပြန်ပြီးတိုက်မှာပါလက်နက်ချမှာမဟုတ်ပါဘူးအသက်အိုးအိမ်စီးစိမ်တွေကိုစွန့်ဆိုလဲစွန့်ကြမှာပဲသူတို့စိုးရိမ်နေကြသည်သူတို့စိုးရိမ်မှုကိုသူတို့ဘာသာပြန်၍ဖြေဖျောက်ကြသည်ဤအလူခံရုံးခန်းသို့ညနေတိုင်းလာတော့မည်ဟုဒင်းနစ်ဆုံးဖြတ်လိုက်၏ရုံးခန်းအနီးတွင်တွေ့သည့်လူတိုင်းကိုဒင်းနစ်ကရဲဘော်ဟုခေါ်သည့်အခါတွင်သူရင်းနှီးစွာခေါ်ပုံကိုကြည့်၍မစ်ရှောပြုံးနေသည်သူကိုကြည့်ရသည်မှာဤစကလုံးကိုတစ်သက်လုံးကခေါ်ခဲ့သည်နှင့်ခက်ခဲခြင်းမရှိအတန်ထောင်ခြင်းမရှိနင်းမုံမုံထဲတွင်မစ်ရှောကသူ့ကိုအိမ်သို့လိုက်ပို့သည်လမ်းတွင်တစ်ကြားသည်လော်တချို့ဝယ်၏ဒင်းနစ်ကအေးဆက်နေသည့်လက်များကိုတစ်ကြားသည်လော်တွေဆုပ်ရင်းနှွေးအောင်လှုပ်ပြီးနောက်သူ့နေရေးထိုင်ရေးကိုပြောပြသည်ညီမတို့ရုံးကစရင်ငိုင်စရေးကြီးကတိတ်ကြီးတာပဲနင်လောက်တဲ့စရင်ကမှားပြန်ပြီတော်တော်ကြာဘာဖြစ်ပြန်ပြီနဲ့တိတ်ပစည်းပါဇက်များတာပဲမန်နေဂျာကလည်းကြောက်เสียဖက်စစ်ပါတီဝင်နဲ့သူကပြောတော့မက်ဒရစ်ကိုတောင်ဖရန်ကိုရဲ့တပ်တွေသိမ်းပြီးပြီတဲ့ညီမကိုရုပ်ရှင်လိုက်ဖို့ခေါ်တယ်လေသိလားသူလာကတိုးပေးရင်ဖြစ်တလေးပါလေးနဲ့ညီမကိုရည်တဲ့လုပ်တယ်ဒီတော့ညီမကပြောလိုက်တယ်ကျမမှာချစ်သူရှိတယ်လို့အဲ့ဒီချစ်သူကတိတ်မနာလိုရတာပဲလို့တနက်ပြစ်လဲတိတ်ကောင်းတာပဲလို့ပြောလိုက်တယ်သိလားငနေကြီးဘာမှမပြောတော့ဘူးတခါတည်းပါဇက်ပိတ်သွားတာပဲသူတို့နှစ်ယောက်ဒီရီလိုက်ကြ၏နှစ်ယောက်စလုံးရင်ထဲတွင်ပျော်နေကြသည်နှင်းမုံမုံကြီးထဲတွင်သူတို့နှစ်ယောက်မြည်သည့်နေရာသို့တွားနေသည်ကိုမြည်သူမျှမသိကြနှစ်ယောက်စလုံးမြူးနေကြသည်အကိုလည်းတပည့်ခါဆိုရင်တွားရတော့မယ်ခဏကြာတွင်မစ်ရှောကပြောသည်ဘဲကိုလဲစပိန်ကိုလားမစ်ရှောကခေါင်းညှိမ့်ပြသည်အကိုပြန်တော့လာမှာပေါ့နော်မစ်ရှောကမဖြေအကိုပြန်လာမှာပါညီမသိပါတယ်မစ်ရှောကတိတ်ဆိတ်နေသည်ဘာကြောင့်မှန်းမသိအလိုလိုဝမ်းနေလာသည်သူတို့နှစ်ယောက်တွေ့တိုင်းစကားတွေပြောခဲ့ကြ၏တို့ရတွင်သူတို့နှစ်ယောက်မပြောခဲ့သည့်အရာတစ်ခုရှိသည်ယခုသူစပိန်သို့သွားရတော့မည်အကိုပြန်လာမယ်မဟုတ်လားပြန်လာနော်မစ်ရှောဤရင်သည်ပြန်၍ပေါ့ပါလာသည်ပြန်လာမှာပေါ့ညီမရဲ့အကိုတို့နိုင်မှာပါအကိုတို့နိုင်ရင်အကိုပြန်လာမယ်ပြီးတော့သူတို့နှစ်ယောက်ရိတ်တာတို့ပြန်ရောက်လာကြ၏ရိတ်တာကမီးကမှုံမှုံရိတ်တာကိုလွန်၍ရှောက်သွားမိကြသည်ခါတိုင်းလိုပင်သူတို့နှစ်ယောက်သည်ရိုးရိုးနှုတ်ဆက်၍ခွဲလာကြသည်တို့ရတွင်ဒင်းနစ်ကနောက်ပြန်လှည့်ကြည့်ပြီးသူ့စီကိုပြေးလာကသူ့ဘားကိုအကြောက်ကြောက်အလန့်လန့်ဖြင့်နမ်းလိုက်သည်သူတတိပြန်ရသည့်အခါတွင်ဒင်းနစ်မရှိတော့နှင်းမုံထဲတွင်ပျောက်ကွယ်သွားပြီမစ်ရှောသည်အချိန်အတော်ကြာမျှတယောက်ထီးရက်ရင်းပြုံးနေသည်ဝရဝါဒအလင်းရောင်ထဲတွင်နှင်းမုံများသည်တရိပ်ရိပ်မျောလျက်